ကဘာအရှိမှနေတဲ့လူတွေတော့ကောင်းကောင်းနှီးရက်ကလေးကိုပေါ့နော်ကဘာနောက်ချမ်းမှနေတဲ့လူတွေကတော့ကောင်းသောညချမ်းလေးများကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဖတ်ကြည့်အနေနဲ့ဆန္ဒပြုပါတယ်အခုဖတ်ကြည့်ပြောမဲ့ဗီဒီယိုကတော့ဘာလို့ဆိုဖတ်ကြည့်တစ်ချိန်ကပြည်သူတွေတောင်းဆိုထားတဲ့ပုံကိုယ်တွေပေါ့နော်ဒီထွန်းအောင်ကျော်ကိုထွန်းအောင်ကျော်တို့ကိုမူသီးတို့ဒေါ်လာနိုင်အောင်တို့ဒေါ်လာကျော်နိုင်တို့တော့ဒီကျော်တို့ကိုဘာလဲရှင်းနေမှာကောင်စီကကိုထွန်းအောင်ကျော်ကိုရှင်းနေမှာကောင်စီကကိုကျော်ခေါ်မှဆိုနာမည်အဲ့လိုမိနေစီပါလေရှင်းနေမှာကောင်စီတယောက်ပဲရှိတယ်ရောကြံတဲ့နိုင်ငံရေးသမားတွေဗမာပြည်ကိုကဲတင်ချင်တဲ့လူတွေခေပြောင်းတော်လာရေးတခုကိုပါဝင်ဆင်နွှဲတဲ့ချင်တဲ့လူဟောင်းတွေအကုန်လုံးစုစည်းပြီးတော့ဟိုရင်အစိုးရမဟုတ်သေးတယ်မဲ့တော်လာရေးဥဆောင်တဲ့လူကြီးများအဖွဲ့စည်းရဆိုတော့ကောင်းစီကြောင့်ပြောထားတယ်ပထမဗီဒီယိုမှာဒီတော့အခုဒီဗီဒီယိုကတော့ပြည်သူဟစ်တိုင်းဆိုတဲ့အကြောင်းပဲဒီတော့ပြည်သူတွေပဲလို့အော်ထားပဲလို့ရေးတာပဲလို့တောင်းဆိုထားလဲရဲဘော်တို့အပေါ်မှာပေါ့နော်ဒီတော့ကျွန်တော်အဲ့ဒီတော့ပဲပေါ်မဲ့တကယ်ရပုံကြီးကောင်းဆောင်တယ်အများကြီးရှိတယ်တော်ရင်းထဲမှာအပြင်မှာရောအဲ့ဒီကောင်းဆောင်တွေကိုပြန်စုပြီးတော့ခါတို့လူကြီးများဗမာလူကြီးများအသင်းလို့မကောင်စီလို့မပဲလို့လေအတိုင်းမဲ့ပုံကူများတာပဲလို့အဲ့လိုပြန်ဖွဲ့သွားကျွန်တော်ပြောထားတယ်အခုကျွန်တော်ပြောမှာတော့အခုပြည်သူဟစ်တိုင်ဆိုကျွန်တော်ရဲ့ဒီမှာ comment ရေးထားတဲ့ဟာတွေကိုကျွန်တော်ဖတ်ကြားပေးမယ်အားလုံးသိအောင်ဒါပေမဲ့ကျွန်တော်ဖတ်ကြားတဲ့ထဲမှာအထက်မှာတချို့တည်းတော့နာမည်ဒီဒါလိုက်လာတယ်တချို့က email address နဲ့ဆိုစာလုံးက capital letter မဟုတ်ပဲနဲ့ဥပမာစာလုံးအသေးလေးဆိုလာပြီးတော့နောက်ကကိုရမောကနန်းနေဒီနံပါတ်တွေနဲ့လာတယ်အဲ့တော့ကျွန်တော်အတန်ထွက်မှလည်းမားပဲနောက်တိုင်းသားတချို့တွေနာမည်တွေပေါ့နော်ကျွန်တော်ဖိုက်မားပဲဒါပေမဲ့ကျွန်တော်စာလုံးကောင်းတွေပြောပြပြမယ်ဒီတော့နံပါတ်1အနေနဲ့ကျွန်တော်ပြည်သူ့ဟစ်တိုင်းအပတ်စဉ်ကိုကျွန်တော်သွားမှာမနီဝါဘူလာမသိနော်အဖိုးကြီးတင်ပါတယ်အညာဒေသကပြည်သူများစိတ်ဆင်းရဲနေရပါတယ်တဲ့ကျွန်တော်နားထောင်တော့သေးချာဝင်းဆိုးကိုဝင်းဆိုးလာမဝင်းဆိုးလာကြောင့်အမှန်တရားကိုပြည်သူသိအောင်ပြောပေးပါခင်ဗျာတဲ့အရန်ကြီးတင်ပါတယ်အသက်ရာကျော်ရှိပါစေတဲ့ခင်သက်ကရင်လက်လက်ကင်တွေကိုအကူအညီတောင်းကြည့်ပါလား NUG ကစစ်ရေးကင်တဲ့လူတွေကိုတို့ပြောချင်ဟိုဒီကျော်တို့လက်နက်ကင် military အဖွဲ့ကလူ MOD လာပါလေလူတွေကိုအပြတ်ရှင်းပေးဖို့ NUG တွေကဒလန်တွေကားတဲ့ NUG ကဒလန်တွေကတဲ့တော်လန်ရေးကိုဖျက်ဆီးနေကြပါကြတာကြာထားကြတာတဲ့ကြာထားရင်နောက်ဆုံးတော်လာရေးရှုံးသွားလိမ့်မယ်တဲ့အများမြန်မာတွေနေတဲ့ခုနှစ်တိုင်းစစ်တပ်လက်ထက်ပြန်ရောက်သွားရင်အရင်တွေကရင်တွေလည်းအခြေအနေကောင်းမှာမဟုတ်ဘူးတဲ့ဟောဒါနောက်ရတယောက်ကဒေါ်ခင်နင်းကြီးမသိတဲ့သမိုင်းကိုဖော်ပေးလို့အများကြီးကျေးဇူးတင်တယ်ပါကျေးဇူးတင်ပါတယ်များပြောပေးပါပြောမှစင်ကျင်တွေ့ရမှာပါတဲ့နော်ဒါသူတို့တောင်းဆိုလာတဲ့အချက်တွေကြောင့်ပြန်ဖတ်ပြတယ်နောက်ဦးကိုအောင်ဖာတီအမှန်တရားပါကျွန်တော်လည်း88မျိုးဆက်ပါအားလုံးအမှန်တွေကြီးပဲတဲ့အဲ့မှာနောက်ပြသေးကြီးဒီ9နဲ့ကရင်လာပါတော့ဒီ9ဆိုကရင်လည်းအများကြီးသူတို့ Facebook တုန်းကအဲ့လိုရေးကြတယ်နော်အဘကြီးကျေးဇူးပါအဘပါတဲ့မြန်မာဖွဲ့စည်းပေးပါတဲ့မြန်ဖွဲ့စည်းပေးပါအဘတဲ့တောင်းဆိုနေတော့ဦးလေးကြီးတဲ့နောက်တော့ဦးနာမည်ဦးလေးကြီးအကောင်းဆုံးဖြစ်အောင်ကူညီပေးပါတဲ့ AUG လူရုပ်မာတွေနဲ့ရှစ်ဆက်သွားရင်တော်လိုင်းမအောင်မြင်တော့ဘူးတဲ့ရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျမ်းမာရေးယူဆိုင်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါက
သူတို့အမြင်တွေရေးတာနော်နောက်ပြီးတော့ဒီမှာဘယ်သူလဲဆိုကြည်တဲ့ဟုတ်တဲ့အဖိုးရေးတဲ့ကလေးတွေသဘောကလေးသာသေကုန်ရတယ်ရင်နာစာကြီးပါတဲ့နော်ကြားတယ်နော်ကလေးသေကုန်ကြတာကဘုမခါပေါ့ KH တော့ခါလို့လည်းထွက်လို့ရကလို့လည်းထွက်ရမုံစင်းကလို့ထွက်မှာပြည်သူအတွက်အကျိုးရှိမဲ့ဆိုတဲ့ခိုးမစားယူသားတဲ့လူအလုံးကိုပြည်သူတွေကအမြဲကြိုဆိုလိုချင်တောင်းတနေကြပါတယ်တဲ့နော်ဒါကြားရနော်စုလွင်အမှန်တရားတွေဖြစ်ဖို့ရာလူကြီးတွေကညွန်ပြပါတဲ့ဒီလူကြီးတွေထဲငါဘိုက်ပဲငါဘူပဲအများကိုမညာရင်ဖယ်ရှင်းပါတဲ့နော်အမှန်တရားတွေဖြစ်ဖို့လူငယ်တွေကတိုက်ကြပါလူငယ်တွေကတိုက်ကြပါတဲ့တိုက်ဆောက်ငွေရှာထိုးအရာအမြန်ရှင်းပြပါတဲ့လူငယ်တွေရဲ့အနာကပြည်သူတွေထံအာနာအားတဲ့နော်အဲ့ဒါလူလေးပဲဟုတ်တယ်အမှနားထောင်နော်မဝေတဲ့မင်္ဂလာပါဖတ်တီးရေကျေးဇူးပါတဲ့ကျေးဇူးပါလေမဝေနော်မဝေပဲမနေတော့မသိဒါတဲ့အများကြီးရေးတာကြောင့်ကြညာဒေသကများတယ်ပြည်တွင်းကဝင်းမိုဘိုင်းတဲ့နော်သွားဂုံလီပါရှိလားမသိဘူးမင်္ဂလာပါအမြန်ဆုံးလို့မှရမယ်တဲ့အမြန်ဆုံးခင်ဗျားတို့ခုနဖတ်ထားတဲ့တောင်းဆိုထားတဲ့ပုံကူတွေနားတော့နောက်တယောက်က red my တဲ့မီးMIO red my ထွက်ရပါမီးလို့ထွက်ကြောထွက်တော့အဖိုးကျမ်းပါသွားစေတဲ့အမှန်တရားအတွက်လူသားဆန်တဲ့လူတွေလူတာအမှန်ပါတဲ့အသက်ပေးသောခေအသက်ပေးသောခေအဆက်ဆက်ကတော်လာရေးသမားတွေရဲ့ဂုံနဲ့တန်ဖိုးတွေကိုကျုပ်တို့တာဝန်ယူမှရလိမ့်မယ်တဲ့ဟောဒါနော်သိကောင်းတယ်ဟုတ်တယ်ကျုပ်ဆိုတဲ့ရေးတဲ့လူကျုပ်အဖိုးလက်ခံတယ်ဖတ်တီးလက်ခံတယ်ကျွန်တော်ဆိုတဲ့လူတွေရေးတာကျွန်တော်လက်မခံဘူးအခုလက်မခံကျွန်တော်လက်မခံဘူးနော်ကျွန်တော်လက်ခံတယ်ဘာဖြစ်ဆိုဘိုးကျော်အဆန်းဟာကျုံစိတ်မရှိဘူးအင်္ဂလိပ်ကျုံစိတ်ကိုလည်းမခံဘူးဘယ်ကျုံအောက်ဘယ်လူမျိုးအောက်မှာသူကျုံမခံဘူးသူစကားပြောတာကြည့်မဟာဗမာလူမျိုးကြီးတွေအောက်ကိုလည်းကျုံမခံဘူးဗမာချင်းချင်းလည်းကျုံတော့မခံဘူးနော်သူရဲ့မိန့်ခွန်းတွေကြည့်လိုက်ကျုပ်တို့ဗမာပြည်ကျုပ်တို့ဘာကျုပ်အဲ့ဘက်သူပြောတော့ကျွန်းတော်ဆိုတာသူမပြောဘူးတလုံးမှမထွက်ဘူးအဲ့ခါမှတ်မိထားဖို့နော်ဒါကြောင့်သူကပါလေတော့ဒီစနစ်ကြီးကိုပြောင်းပြန်လာပြီးတော့ဒန်းတူရည်တူဖြစ်ဖို့သူကဒီကွန်မြူနတီပါတီကိုဆောင်ခဲ့တာကွန်မြူနတီပါတီကမဆိုးပါဘူးနော်ဘာပဲ communist democracy ဆိုတာရှိတယ်ဒီမိုကရေစီတဲ့ communist ဆိုတာရှိတယ်အမေရိကန်ကအဲ့လိုပဲကျန်လို့သိထားဖို့လိုအပ် communist လို့ပဲလမ်းစဉ်သူကအဲ့လိုပြီးတော့အဝါနဲ့ဆုံးတယ်ဒါလိုအပ်ချက်ပေါ့နော်ဒါမဲ့အဲ့မှာကအမျိုးမျိုးဘို့ကျော်အဲ့ဒီတော်လိုင်း communist ဘကိုယမ communist ပေါ့နော်ရဲဘော်ပြူအာလံပြူအာလံနေပြူစောတီအမျိုးမျိုးရှိတော့နည်းနည်းလေးတော့ကွဲခြားရအပြင်ထွက်တဲ့လုပ်ငန်းတွေအများကြီးပါသွားတယ်ဒါပြီးသွားတချို့မုန်းတယ်နားမလဲတော့နော်ကျော်တော့ကျုပ်တို့ကတော့အများတွဲနေတော့သိတယ်နော်ဒါဂျင်းထက်ထားရတယ်ကွာနော်ကွန်မြူနတီမကောင်းဘူးကောင်းပါလေလိမ့်မယ်တဲ့နောက်တော့ဓမ္မစလာရီဆိုတာဖုန်းကြီးလာပါလေဖတ်ဒီလာဟုတ်တယ်အဖိုးအားပေးတယ်တဲ့နော်ကျေးဇူးတင်ပါလေကိုစော
ကိုစော NUG ကအညာဒေသတော်လန်ရေးကိုဖျက်ဆီးနေတဲ့သူတို့လက်အောက်ခံတွေကိုတဲ့ကွန်မြူနစ်ရိုက်သွင်းပေးနေတာလားတဲ့ဒါမှမဟုတ်သူတို့အဖွဲ့ထဲမှာစစ်အုပ်စုအာမခံတွေဖွဲ့စည်းထားပြီးစစ်အုပ်စုနဲ့အာဏာခွဲဝေတိဆောက်ကိုကြိုးစားပြီးအချိန်တစ်ခုရောက်ရင်ပြန်လဲပူးပေါင်းသွားမှာလားမကြမီတိုင်းရင်းသားပြည်သူကပြည်သူတရက်လုံးသိမြင်ကြရလိမ့်မယ်တဲ့ဟောဒီဥစ္စာဟာပြောထားပြီးသားပဲเนาะပထမဆုံးဒီဗီဒီယိုမှာကိုကအဲ့ဥစ္စာတွေအကုန်ပြောထားပြီးပြီเนาะ AUG လာရနဲ့သွားရဆိုတာဒီနုစီဘောနော်နုကြီးအဲ့ဒါဖတ်ပြီးပြောထားပြီးသားပဲဒါရီကဒီတော့ခုနကွန်မြူနစ်ဆိုတာကောင်းတဲ့ကွန်မြူနစ်ရှိပါတယ်ရွှေတဲ့ရှိပါတယ်ကွန်မြူနစ်ဒီမိုကရေစီရှိတဲ့ကွန်မြူနစ်ရှိတယ်ဒီကွန်မြူနစ်ကိုပြကွန်မြူနစ်ကြတော့ဒီမိုကရေစီကွန်မြူနစ်မဟုတ်တော့အာဏာရှင်နော်ကူးသွားတယ်ဆိုရှယ်လစ်ဆိုလဲကောင်းလာရှိပါတယ်နော်ဆိုရှယ်လစ်ဆိုတာဒီခရီးယန်ဘာသာတွေကကျမ်းစာအုပ်တွေကနီတိကျမ်းစာအုပ်တွေကခွဲထုတ်ရေးသွားတာဒါဟိုခရစ်တော်လက်ထက်ကမြို့တစ်မြို့တည်ဆောက်တယ်နော်ဆိုရှယ်လစ်ပုံစံမျိုးအေဒင်မျိုးသားငါတို့ကြားလိုက်မယ်တချင်းလေးဆိုတယ်သူကအဲ့ဒါဒမိုစနစ်နဲ့အုပ်ချုပ်သွားတယ်အေဒင်မျိုးအဲ့ဒါကြောင့်တော့အဲ့ဒမိုအေဒင်မျိုးရဲ့ပုံစံကိုဆိုရှယ်လစ်တာရေးဆွဲသွားဒါမဲ့ဆိုရှယ်လစ်လဲသူကရင်းသွားပြီးဆိုတော့သူကဖောက်သွားပြီးဆိုတော့အာဏာရှင်ဆန်သွားမှာပဲနော်ကိုဇောအဲ့မှာကိုဇောNUG ကအဲ့အကြောင်းဖတ်ပြီးနော်နောက်ပြီးတော့ crop တယ်နော်ဖြတ်တန်းနေပါနော်ဖြတ်တန်းသွားတယ်အဲ့ crop ကအဲ့ဒီကိစ္စကလည်းတော်ကိုအာယုံနောက်ဖို့ကောင်းတယ်တဲ့လူငယ်တွေကအတွေ့အခေါ်လမ်းကြောင်းလွဲစီပြီးတော့ကွန်မြူနစ်စနစ်အတွေ့အခေါ်စရိုက်တွေကိုသွင်းနေတာတွေဘမာ country ပေါ့နော်သူကဘမာ country ကကွန်မြူနစ်စနစ်ဘာမှသက်ဆိုင်ဖို့အကြောင်းကိုမရှိတာတဲ့အတွေ့အခေါ်တွေလမ်းလွဲနေကြတော့တဲ့ဘယ်လူတွေကေကူပေးရမှာလဲတဲ့အဲ့လိုမေးတယ်နော်သူကတော့မိကုန်းလေးကောင်းပါလေသူတင်ပြတာသူ opinion ပေါ့နော်နောက်တစ်ယောက်ကြတော့ဘာဆိုတာလေနော်တော့ခုနကတယောက်ကသူ့နာမည်ကအန်ရစ်လာပါလဲသူကရှေ့ကတလုံးအေးကြီးတော့အငယ်တွေရွယ်NNY EED not account လာကျတော့တောင်းမှုသူရေးလာတာမသိအေးကြတော့အကြီးပြအခေါင်းဘာစောသားလေကျမပါစီမြန်မာပြည်အတွက်စစ်မှန်သောအမှန်တရားဘက်ရက်တီပေးပါတဲ့လို့ပြည်သူကိုစားတောင်းဆိုပါတယ်အဘကြီးတဲ့မိညာမီတွေဖြတ်သွားတာခဲ့ပြီးနော်ဟိုသတင်းစာတွေပါတယ်သူများပြောကြဘူးနာဝတယ်ဟိုတစင်ကားဆင်းပေါ့အဲ့ဒါတော့လုံးဝတင်ပေးမှာမဟုတ်ဘူးကိုယ်တိုင်ဘဝတစ်ခုနဲ့ဖြတ်တန်းလာပြီးတော့တွေးကြုံခဲ့တဲ့အရာအဲ့ဒီဖြတ်တန်းဖြစ်ပေါ်ခဲ့တဲ့ကြုံတွေ့တဲ့ရှေ့လူကြီးတွေကလည်းနားတော့တက်ခွက်မြင်ကြည့်ပြီးတော့ပြောတဲ့စကားတွေပဲပြန်တင်ပြပေးသွားမှာပါနော်မပူနဲ့ဒီပြင်မှာအေးမှုတဲ့အရန်ကျင်တဲ့ကျေးဇူးပါတဲ့အေးမှုကျင်ရင်ဖတ်ထီလည်းကျင်ပါလေနော်အေးမှုအတွက်ဝန်တာပြရတယ်ခင်ချိုနိုင်တဲ့ဦးလေးတို့လူကြီးတွေကဲပေးပါတဲ့နော်အဲ့ဒါကအခုပြထားတဲ့ဗမာလူကြီးများအဖွက်ကိုဖွက်ဖို့အဲ့ပုဂ္ဂိုလ်တွေနဲ့ဆိုင်တယ်နော်တင်အောင်စင်းမင်္ဂလာပါအဖိုးတဲ့
ဖွေးတဲ့ကျမရှင်လမ်းပါစေမျောနေပါမယ်နောက်ဗီဒီယိုကိုတဲ့နော်ပြီးတော့အဲ့မှာထွန်းတွေဦးတသိနားလေသောတိုင်းပြည်ချစ်သောဂုံသေးရှိသောလူကြီးမင်းများစွမ်းနိုင်သောလူကြီးများခင်များတဲ့တလာရတော်လန်ရေးမြန်စီရဖွဲ့စည်းတစ်ခုအမြန်ဖွဲ့စည်းကြပါယူကနောက်9နှစ်ဖြစ်သွားမယ်တဲ့ဖြစ်သွားလိမ့်မယ်ဒါကြားရနော်ကိုနိုင်နောက်ကိုနိုင်ပါတီပြောစကားအောင်မြင်ပါစေစစ်တပင်ကောင်းငှက်တစောင်းနားခုနိုင်ပါစေသမိုင်းစစ်ရေးကြပါစို့တဲ့လူတို့ကြီးတို့ရေဟောတွေ့လားကိုနိုင်တင်ပြလာတာနောက်ကိုနိုင်ဆိုကြော်တယ်တတ်မှတ်တက်ကလည်းပြောနေနိုင်ဟိုပြောတာဖြစ်နေမယ် great star တဲ့နောက်တစ်ယောက်ကအများကြီးကျေးဇူးတင်ပါတယ်မြန်မာလူငယ်တွေစကားစနဲ့အဆင်ပြေသွားရင်တိုင်းရင်းသားမြန်မာပြည်လူတွေဘယ်တော့မှဒီမိုကရေစီရတော့မှာမဟုတ်ဘူးတဲ့ဖြစ်ရမှာပါမဟုတ်ဘူးနဲ့တော့သူလည်းဥဆောင်နေတာပဲတွေးကြနေတာထုံးဦး good history god bless your family ကျေးဇူးတင်ပါတယ်နော်ထုံးဦးသူအင်္ဂလိပ်လိုပဲရေးတယ်နောက်တစ်ယောက်ခင်လန်းနူတဲ့သူကကိုရင်းဘာမှတော့မပြောသူကကျေးဇူးတင်တယ်ခင်လန်းနူသူကအသေးပုံတွေပေါ့ဗျာလက်မထောင်တယ်တော့too tight ကျနော်သူကလည်းTORTID စာလုံးသေးနေတယ်ပဲသူကလည်းအဲ့တိုင်းပဲမွန်ရောလာမသိMONNYEW အသေးတွေရွယ်အညာအတွက်ပြောပေးလို့ဝမ်းသာပါတယ်အညာလူညာသားဖြစ်မယ်လို့မြောက်နေမီကသတင်းသမားတွေလဲအခုတော့ပြည်သူတွေကယွန်ရှာမုန်းတိကြပြီတဲ့တကယ်အလုပ်လုပ်ရင်တကယ်အားပေးကြပါလေတဲ့တကယ်နောက်ထီးမင်းလေးယောက်ျားလေလားမသိသွားနာမည်ပဲသူအဲ့ဒီအောက်က email address တွေနဲ့ထွက်လာနော်သူ email address တွေနဲ့ထွက်လာတော့ဒါကျေးဇူးပါတဲ့ဘာလဲမြန်ဖွဲ့စည်းပေးပါတဲ့အဘလားဆိုဘယ်တော့ကောင်းလဲမျောလင့်နေတော့ပုဂ္ဂိုလ်ကြီးတို့နော်ပုဂ္ဂိုလ်ကြီးတို့မျောလင့်နေတယ်နားသာစိတ်ကောင်းတာပဲတောင်းထောက်ပံ့ကြတယ်ဖွဲ့စည်းပေးပါထောက်ပံ့ကြတယ်အခုတော့အမသိလို့မလွယ်တော့ဘူးတဲ့နောက်တော့နီကျေးဇူးတင်တယ်နီနော်မျိုးဝင်းလူသားချင်းစာလာတဲ့အနေနဲ့ညာကိုအမြန်ဆုံးကဲတင်ပေးကြပါခင်ဗျာတော့អော်လာပြီနော်ပြည်သူဟစ်တိုင်ကအများကြီးပဲကြောမကြည့်ရလို့မော်နိုင်တဲ့ပုံကိုယ်တွေလည်းအများကြီးရှိမယ်နော်ရွက်ပုံသီးတွေနော်ချူသွန်းကျေးဇူးတင်ပါလေချူသွန်းနော်ဖတ်တီကျေးဇူးတင်တယ်နာသူရအောင်ဆိုနုကြီးဟာစကစရဲ့လူတွေပဲဖြစ်ရမယ်တဲ့တိုင်းရင်းသားကောင်းဆောင်တွေကိုအကိုးပါလေတဲ့အညာကိုကဲပေးကြပါကဲဘိုလ်ချုပ်ကွာမော်တို့နော်နောက်ထုံးမြနိုင်တို့brother ကြီးဦးဆိုဘလို့ကွယ်ထူးဝင်းတို့နောက်ပြီးတော့ကျော်တို့ဘုံမူဒဘောတို့ဒဘောနော်စီဝါတို့ကြားတယ်မဟုတ်လားဒီမှာနောက်တော့ကိုရင်ကျော်တို့ဖူဘောကျော်ဟဲတို့နောက်ဘူကျော်နီတို့မောင်ချီလူတို့နော်ဘူဘာဝါလာပါလေDKB ကစတီးနေတက်တာကျတော့အားလုံးကြားတယ်နော်ဒီမှာအော်နေကုန်ပြီကုညီတွေတောင်းနေပြီလူသားပြီးစားပြီးတော့လူတွေကိုသနာကေတင်ဖို့ကြိုးစားပါဒါမဲ့ခင်ဗျားတို့အနေနဲ့ကလည်းနိုင်ငံရေးကိုကြိုးစားဖို့ရှောက်နေရသလိုဆိုတော့ကြော်နားလေပါနော်ဘာဖြစ်ဆိုမြို့သိမ်းတိုက်ပွဲကိုခင်ဗျားတို့မတိုက်နိုင်ဘူးဒါမှဒါ view ကတော့စိတ်ကောင်းပါတယ်မြို့သိမ်းတိုက်ပွဲမတိုက်တာထောင်ချောက်မိသွားမယ်ဒီတော့ဒီ PDF လေးတွေစစ်ရေးမှာကျွမ်းကျင်မှုရှိအောင်လိမ္မာပန်းတော့အကောင်းဆုံးစစ်ရေးတွေကိုခင်ဗျားသင်ချပြပြီးတော့
ခင်ဗျားတို့ကအမဲ့ချွေစောင်းပြီးတော့ချွေတိုက်တာလေကောင်းတယ်ဒါတွေတော့အင်အားကိုပြန်လျှော့ချတော့ဟိုဘက်ကိုနောက်ဘက်တို့အထက်ဘက်တို့သွားမတိုက်အောင်အင်အားကိုဒီဘက်ကိုခွဲချပေးတာကောင်းပါလေဒါမဲ့ဟိုဘက်ကိုလည်းနည်းနည်းစဉ်းစားပေးဖို့လိုအပ်တယ်နော်နောက်တယောက်ကဘက်တီတဲ့နော် thank you တဲ့နောက်တော့မကြီးကျေးဇူးတော်တယ်နော်ဘက်တီနောက်တော့မကြီးတဲ့ကျမ်းမာပါစေတဲ့နောက်က damn တဲ့ဖိုးဒန်ဖိုးတဲ့နော်လေးစားပါလေတဲ့ကျေးဇူးတင်ပါလေယူရီယွတ်နာပါလားမသိသူ့နာမည် Y တလုံးနဲ့ RIUYT ဟိုရှမ်းလို့ထော်ရရွတ်တို့ယူရီယွတ်တို့အဲ့လိုမျိုးကယူရီယွတ်ဖြစ်နေဆိုတာထိုင်းလို့ရေးလာတာမသိလေးစားလဲပါဖတ်တီတို့ပြောမှကျွန်တော်တို့မြန်မာလူငယ်တွေသိရတာပါတဲ့အထူးလေးစားလျက်ပါဖတ်တီကျေးဇူးပြုပြီးအများပြောပေးပါဖတ်တီကျမ်းမာချမ်းသာပါစေဆုတောင်းပေးတတ်ပါလေကျေးဇူးပါပဲဒေါ်မောတဲ့တော့တော်လာရေးစပါကြီးကိုဘဘကြီးကိုအကူပါတယ်တဲ့တော်လာရေးအောင်မြင်ဖို့အတွက်ဘဘကြီးကဘာတွေလဲကျိုးပြီးနော်ဟိုကသူတို့သိမှာပါဒီသူတို့ဘယ်တော့အကူဆိုတာကျုပ်တို့ဗမာတွေတော်လာရေးနိုင်ငံရေးဘာမှမသိပါဘူးတဲ့လွတ်မြောက်ချင်တာပဲသိတယ်လူမှန်တွေစုစည်းပြီးအမြန်လုပ်ပါတော့တဲ့အော်ရင်းနော်ကျေးဇူးတင်ပါလေတဲ့ကျေးဇူးတင်တယ်နော်အဲ့လိုပေါ်နေတာကိုဆိုင်တဲ့သူကရှမ်းမြင့်မယ်တမိုးရှိသောစကားတွေပါဗျာတဲ့သမိုင်းကြောင်းမှာမှန်ကန်သောဖြစ်ရမှန်တွေကစေနာရှိသောသက်ကြီးစကားသက်ငယ်ကြားမိုးတဲ့ဘာလဲနောက်တော့လိုအပ်ပါတယ်တဲ့နော်ပြောကြဖို့လိုဖို့အရာပြောကြဖို့အရာတယ်နော်လိုအပ်ပါတယ်အန်ကယ်ရေးတဲ့နော်ဇော်မိုးသူကဘယ်လို thank you very much တဲ့နော် we stand with you တဲ့တုံ့ပြန်ရကျေးဇူးတော်ကိုဇော်မိုးရဲ့နော်လူရကလေးအမဒီကိုတင်လိုက်အောင်နောက်တော့ကျေးဇူးပါတဲ့ကျေးဇူးပါလို့သူပြောကိုတင်လိုက်ရဲ့ကြားမှာပါစေနော်ဂျိုးဆက်ဘိုးတဲ့ဘောအဲ့လိုဂျိုးဆက်ကလည်းသူကဘယ်လိုရန်ဒီမှာပါလေ very interesting people talk no about his story can't wait to hear more of the story please keep talking poo and God bless you no do you think no I'm more talking when I get the time I presentation to everybody okayတင်ပြပေးပါမယ်လူသားသိမြပါတော့နော်တော့ဘယ်လိုရနော်တော့ဘာစာတူကြီးလာမဒီစာတိုးပါနော်စာတိုး lab great now great job there no luckily great job night God bless you တော့ခွေးရတာထက်အောင်တော့ပါလေ yes sir ရပါနော်တွေ့လားဟာကျေးဇူးပါနော်ဂျိမ်းပေါင်းနဲ့နောက်တော့ခင်ဗျားကိုပဲလူဆက်သွယ်ရမယ်လို့ပြောလို့ရသလားတဲ့နိုင်အောင်ထွန်းအောင်ကျော်ရှင်းနေအောင်ထူးခုနကကြောရှင်းထားကောကိုအောင်ထူးဒေါက်တာအောင်ကျော်စိုက်တို့အမြင်နာထောင်ပါလီတဲ့ခင်ဗျားသမိုင်းကိုအခြားကင်ကောင်းတော်များကဘာလို့မပြောနိုင်သည်လဲတဲ့ဆက်စီမှတ်တမ်းထားခဲ့ပါတဲ့အရင်သမိုင်းကိုများပြောမှဒါတိုင်းရင်းသားများပုံမနားလေမြည်တဲ့ဥနုဘဆွေနေဝင်ကြော်ငင်းအကြောင်း
ပူပြောပေးပါတဲ့လူကောင်းမဟုတ်ဘူးကြဘူးတဲ့ဘာဆိုရကောင်းသေးတယ်ဘယ်မျိုးကံကောင်းကြမှာလဲဥပဆိုရအဲ့မှာသူ့သမီးဝေဆိုရကျွန်တော်နဲ့သိခဲ့ကြပါလားသူကအဲ့မှာကျွန်တော်စစ်တော်ဝေယုံဆိုတစ်ချိန်ကအဲ့ပေါ်မှာကုန်းတော့တစ်ချိန်ကမိုင်းဌာနတတိယပိုင်နဲ့အိမ်ကြီးရောတော့ရှိခေအိမ်ကြီးနော်ပြည်သူပိုင်းတိုင်းတော့သူကစစ်တော်ရုံးပြန်လို့တော့ကျွန်တော်အဲ့မှာအများသွားတဲခူရတယ်ကျွန်တော်ဘာဖြစ်ကညင်းမြစမန်ဂိတ်ကွန်ဆက်ကွန်ဆက်4ပါအဲ့မှာတို့အဲ့မှာဒါကျွန်တော်ရုံးချုပ်ပေါ့နော်ဒီဒိုဝဲမှာထားတယ်အဲ့တော့မတ်ဒီစီမန်ဂိတ်မှာမတ်ဒီကြောက်တုံးလေးပေါ့မှာကြောက်တုံးလေးတို့ပင်လေတော့မှာအဲ့မှာကျွန်တော်ဖုံးကြောင်းဆောက်တာအဲ့ဖုံးကြောင်းပြီးတော့ရီဝအိမ်တက်ဆက်ပဲလက်ဖက်ဆိုင်5-6ဆိုင်လောက်ရှိတယ်အိမ်လေးကလုံး30လောက်ရှိတယ်နော်အဲ့မှာတစ်ဆက်တည်းကြော်ပြောပြမယ်ဒီညစ်ပတ်တဲ့သရောင်းသားနေဝင်တော့ဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာသူ့ကိုထောက်ခံဖို့အတွက်မွတ်စလင်တွေကိုတိုက်ဆက်လိုက်နောက်ပြီးတော့ဗုဒ္ဓဘာသာမွတ်စလင်ပြည်ရန်တိုက်လိုက်အဲ့လိုမျိုးရှောက်လို့တာဒီတော့သူကအဲ့မှာငကားမင်းစမန်ကြီး85-90မှာနော်ငကားမင်းစမန်ကြီးနဲ့သူလှုပ်ချလိုက်ကျွန်တော်ပြောဖို့လာမသိဘူးအဲ့ဒီခိုင်မဲမှာတခါမွတ်စလင်စတာနဲ့ရမဟုတ်ဒီဘက်မှာကြောက်လက်လောင်းဝဲသူများတယ်မသိဘူးတင်းနေပဲမှာအဲ့မှာရဲချုပ်ကြီးဒီလက်တိုင်းမှာအဲ့မှာတခါလည်းပရှုတော်မွတ်စလင်တွေပဲသူကမလေးယူနေတယ်ထိုင်းနိုင်ငံရဲ့ပကြိုနဲ့အော်ဟိုးမလေးရှားနယ်စပ်ကြီးကသူကဘေယင်မတွေနဲ့ထိုင်းနိုင်ငံပြီးတော့နှစ်ပေါင်း180လောက်သွားစိမ့်တာဘေယင်မထွက်ပြေးမလေးရှားမှာအဲ့မှာယူရတယ်အင်္ဂလိပ်အုပ်ချုပ်တဲ့အချိန်ကိုသူကလည်းအဲ့ဒီနေရာဝင်နေတာသူတို့ဟိုပရှုလို့ခေါ်တယ်ကျင်းနီတောင်ကျိန်မဲ့တောင်စူပါပါလိုက်ဘလောပါလိုက်အဲ့ရွာတွေလေတော့အောင်ပါတို့တစ်ဆက်တည်းအဲ့မတ်ဒီနဲ့တစ်ဆက်တည်းကြောသွားတယ်မဒီလို့သူကခေါ်တယ်အမှန်တော့သူကမတ်ဒီလို့ခေါ်တို့ဘိတ်သားလို့အဲ့မှာကျွန်တော်ပဲအဲ့မတ်ဒီချောင်းအဖျားလေးမှာအဲ့မှာဘာလဲကြောက်ပြားကြီးတိုးဝိုင်းမော်အဲ့တိုးဝိုင်းမော်ကြောသွားနေခဲ့တာနော်အဲ့မှာကျွန်တော်စုပေါင်းစီဒီစုတဲပေးခဲ့ပါတယ်အဲ့ဟိုလည်းဟန်ရိုင်းချောင်းလို့ခေါ်တယ်အဲ့ချောင်းအဲ့မှာစပ်လာတယ်ရက်ဆက်တယ်နော်ယူဟာကြီးတွေပရှူကြီးတွေပြီးတော့သူကလည်းပင်ကူဆက်နေတယ်နဲ့အဲ့မှာသူကမလေးရှားပြည်နံသွားတာပြီးတော့ဘုံဟာပြီးတော့မောင်ခုဘောလို့ဆိုနေတာယူဟာကြီးတွေပလီချောင်းကြလည်းအကြီးကြီးတွေအကုန်လုံးရွာလုံးကျိုးခလေးလူငယ်မကြပလီတဲ့ထက်မဆိုင်ရင်နောက်တအိမ်မှာထဲတယ်ထိုက်ပါအပြင်ကလေးနဲ့သုံးနဲ့ခတ်ပြီးတော့ရေနံစီလောင်းရှုသပ်လိုက်တာစူပါပါလိုင်းဘလောပါလိုင်းတော့ကျင်းနီတော့ကျင်းမဲတော့နောက်အကြောင်းမခွန်လိုက်နာမည်အများကြီးတယ်ခငရပွက်လို့အော်ဆူညံ့နေဟိုမှာဝတ်စားတယ်အဲ့ဒီကျွန်တော်ပြောပြမကောင်းတဲ့နေဝင်းတို့လို့ရရောနုကြီးရလဲဆင်းသက်လာပုံဘယ်ဆင်းသက်လာဆိုကြော်ကုန်ရှင်းပြပြီးနော်ဦးနုကဖုတ်ဒီဝင်စားလာခဲ့တာတဆင့်နောက်ဆုံးဒီ NUG ကြီးနော်ကိုဆိုတိုင်းရင်းသားကောင်းဆောင်တွေကသိကြပါတယ်တဲ့ဗမာအများစုကလက်ဝဲဖို့ပညာလက်ခံဖို့ပညာတတ်မှာအများစုကလက်ခံရဲတဲ့တတိရှင်စစ်မဖြစ်သေးတာရဲ့သမိုင်းမှနဲ့အလံဝေးတဲ့လူငယ်အများသူတို့ရဲ့ခံစားချက်ကိုရှင်းတန်းတင်ပြီးထင်ရတွေကိုပြောဆိုပြီးအမုန်းတရားမကြီးထွားစေခြင်းလို့နှုတ်ဆိတ်နေကြတာပါတဲ့ဟုတ်ပါတယ်ဒီကင်ကောင်းဆောင်တွေကသူကပြန်ဖြေတာခုနကကင်ကောင်းဆောင်တွေကသူကတချို့လေသူကတော့ဒီအရှိတိုင်းသားတွေကိုအရှိတိုင်းသားကျွန်တော်တို့အနောက်တိုင်းသားကွင်းကလူတွေဒီတော့တော်လင်းစတာကလည်းအနောက်ကပဲစတယ်ဗမာစကားပြောတဲ့လူကင်လူစိတ်မတတ်ဘူးဒီတော့ကျွန်တော်တို့ကနစုအုပ်စုရှိတယ်အရှိတိုင်းသားလည်းတော့နိုင်ငံကြီးမရှိတာအမှန်ပဲအရှိပဲချာအခုအများခွန်တဲ့ကင်ပြည်နယ်ကပေါ့အခုလက်ရှိတော်လိုင်းတယ်နိုင်ငံကြီးမရှိတာအမှန်ပဲကျွန်တော်တို့မှာနိုင်ငံကြီးရှိတာကျွန်တော်တို့ဒီမြေပြန့်ကင်တယ်အေယာရီမြေကျွန်းပေါ်ကလာတို့ဂူယူမလာတို့အဲ့အများပြန့်ကျွန်တော်တို့ကဗမာနဲ့နှစ်ပေါင်းရာကျော်နေထိုင်ခဲ့တော့ဗမာလိုပဲပြောကြတယ်ကင်းလို့ပြောရတယ်အဲ့ဥမာလေးခုကျော်ပြောပြမယ်ကျွန်တော်တို့မဲဝိုင်ရွာပေါ့ရွှေထွက်နေမဲဝိုင်ရတမဟငါးနဲ့ဂွင်ထဲမှာကျွန်တော်အဲ့မှာမွေးခဲ့တာခိုးဝါဆိုတာ
ကျွန်းပြူပေါ့နော်အဲ့ဝဲခေါ်ဝါချောင်းနဲ့မဲဝံချောင်းအဲ့မှာကျွန်တော်တို့ KNU တွေကနောက်ဆုံးတော့မြို့တွေလွတ်ပြီးရာရဲမှာသွားပြီးဘူစကန်တိဆောက်ခဲ့တယ်အဲ့မှာကျွန်တော်တို့နေတော့ကျွန်တော်တို့ကကျွန်တော်အဲ့ဒါကျွန်တော်ငယ်တယ်အဲ့မှာကျွန်တော်မွေး50ခုနဲ့အလွန်ပါဘိုးလည်းလူကြီးကစီဝေးလောက်လိုက်ဗမာလူပဲပြောနေကြတာစီရပြတော့ဒီကျွန်တော်တို့တတ်ထွက်ကနေတန်းစီတော့အဲအင်္ဂလိပ်လိုသူတို့ပြောတယ်ကျန်တာစီဝေးလာတော့ဒီမန်ပါဆိုင်တို့နော်ဖူးစကောလာတော်တို့နောက်ပဒုစမ်းအောင်လို့ပေါ့နော်နောက်ပဒုဘာဇင်တို့နောက်အကုန်လုံးပေါ့ဗျာအဲ့တော့အုပ်စုဆိုတာအဲ့မှာဘွေးဘလုံးတို့ဘွေးစာတူတော်တို့နောက်ပြီးတော့ချစ်လက်မောင်တို့ဘိုးမောင်စာတို့အကုန်လုံးဗမာလိုပြောဟာအဲ့ဒီမပြုတ်လေတော်လည်းမှုတွေပြတ်လာတက်လာကောဘိုးမြရဲ့ဆိုပွဲမှာခါခိုင်းမင်းတို့ကဒါဗမာလားတော်လိုင်းရကင်းတော်လိုင်းဆိုမင်းတို့အကုန်လုံးကင်းလို့ပြောရမယ်ဟာပြတ်လာတက်ကုန်တယ်မှာသင်ရတာစာတွေကိုကျော်တို့လည်းဗမာလိုပဲပြောတာပဲဘာရဲဘော်လေးတွေလည်းအနောက်အုပ်စုကလာတဲ့ဟာတွေဒီမြေပြလာဗမာလိုကြီးပြောလာဒီတော့ဟာခါဒီမန်ပါဆောင်တို့ဒုက္ခရောက်လာကြောအိမ်မှာကြောပြင်းနေလာပြောအဲ့မှာဘူသားအောင်တို့လူကလာကြောခေါ်တဲ့ဘလူဘာတင်တို့ဘာဘလူမန်းရှာတို့ဆိုတာသူကဘာလဲဆိုပါတီရဲ့ဟိုတယ်ပေါ့နော်ပါတီရုံးမှာအလုံးလုံးနဲ့တပွင့်နဲ့ဘူတွေဘလူတွေပေါ့နော်အဲ့တော့အဲ့ကစမှာတခါဟိုကျော်ရရင်တော့တမဟာတေတမဟာနဲ့တမဟာသုံးတော့ခေါ်ကြလာအဲ့မှာအကုန်လုံးပြန်ပြောင်းတမဟာကိုသူကဘယ်လိုတမလို့ပြန်ခေါ်လိုက်တယ်တမတေတမနဲ့အဲ့လိုမျိုးနောက်ပြီးတော့ဒီစစ်တပ်ကိုအပြောဆိုတော့ဘယ်ကြီးညာကြီးဆိုတော့နော်အဲ့မှာဘာပြောလာလဲဆိုတော့စိတ်ထွဲစီတို့မဲညာပါစားတို့အဲ့ဒါဖြစ်လာတယ်အခု PDF တွေကြုံတွေ့ရတယ်ဗျာအဲ့လိုဖြစ်လာတာအဲ့လိုဘုံများပြောတော့တခါကောင်းတော့အကုန်လုံးအစားလေးတင်းရင်စကားတွေပြောအဲ့လိုတွေနော်โอเคနေရှိသွားတယ်ဂျန်ဘောကကူဇောကိုလည်းဒီလိုမြင်ဒီမှာသက်စီနဲ့ဥပမာပေးပြောပါလေဘာကြောင့်ဒီခုမှထုတ်ပြောသလဲတဲ့အရင်ကအစပြောခဲ့နေတဲ့ကရင်အတွက်ဘာကြောင့်ပူမကောင်းဘူးလဲတဲ့ဥသအရေးနဲ့ဘာလဲ88ထုတ်မပြောရဲဒီကားတဲ့နေဝဲကွန်မြူနစ်ရေးကိုထောက်ခံနေ၍နေဝဲကွန်မြူနတီကိုထောက်ခံ၍လာတဲ့ယခုအမေရိကန်အမ်ပါယာပြိုကျတော့မီမှုပြောရဲသည်လားယခုထုတ်ပြောသူကရင်ကောင်းတော့ဘယ်နိုင်ငံတွင်နေပါသလဲတဲ့နင်းဘာလဲနင်းကြနေ၍ဝက်မှနေသည်လားတဲ့တော့ကြတရုတ်ပဲအဆဲခံနေရောက်ပဲကျူးကြတယ်တရုတ်ဆဲပါလေဒီနော်လူနဲ့ဆဲအဆောင်လေးနားထောင်ကောင်းပူပြီးတရုတ်မှလေးဆိုဘူးနားထောင်ကောင်းလေးရထားပါလားကျေးဇူးပါပဲနော်နောက်ဇက်တူတဲ့HKAWND ဒါအသေးတွေဆိုဖတ်ရခဲ့ဒါကြော်တော့တူခေါင်လို့ပဲဗမာစကားပြောမီဒီယာများကိုတဲ့စောင့်ကြည့်လေ့လာဒါ2015လောက်ကတည်းကပါတဲ့တကယ်အမှန်အရှိချပြတာရှားပါတယ်တဲ့သမိုင်းနဲ့စိတ်ဝင်စားတော့ပူနာတော့ဖြစ်တာပေါ့တဲ့နော်ဆွေမင်္ဂလာပါကျမ်းပါပါစေတဲ့ကျူးတယ်လည်းဆိုရနော်ဦးကိုအောင်ယူဆိုင်ပါတဲ့ကျွန်တော်လည်းအသက်60ကျော်ပါပြီကျမ်းမာရေးယူဆိုင်နေပါတယ်တဲ့ဖာတီအခုဘယ်နိုင်ငံမှာဘယ်လိုဘယ်မှာနေတာလဲဆိုတာထည့်ပြောပေးပါဆက်ပြောစီချင်ပါလေကျွန်တော်ကတော့မလွတ်မြောက်တဲ့နေမီကပါတဲ့ဟော
ဗီဒီယိုနံပါတ်3မှာတင်ထားပြီးအကုန်လုံးလိပ်စာတွေရောဘောဆက်သွယ်မှုတွေရောအိမ်ရောဒီအိမ်ရပုံတော့အကုန်လုံးတင်ပြပြီးနော်အဲမှာပြန်ကြည့်ဗီဒီယိုဖြတ်လိုက်ပြီးဘာဖြစ်ဆိုတော့ကျွန်တော်မှာပြောပြနဲ့လိပ်စာတွေနဲ့ကျွန်တော်ရဲ့လုံခြုံရေးမှာ security ကိုထိခိုက်လာလို့ကျော်သမီးတွေသားတွေမျိုးမျိုးတွေပြောတယ်တော့ကျွန်တော်ဖျက်ချလိုက်ပြီဒီတော့ကျွန်တော်နေကအမေရိကန်နိုင်ငံမှာပါ USA ဒီအရှိပဲချမ်ပီယံလေအထံတိတ်မဟုတ်တဲ့ကန်ချီမှာ Connecticut ပြည်နယ်လို့ခေါ်တယ်နော်ရှေ့ကြီးကတော့ New England လို့ခေါ်တယ်ရှေ့လူကြီးတွေကတော့ဒီအင်္ဂလိပ်အုပ်ချုပ်တော့နော်အဲ့တော့ဒီနိုင်ငံကအင်္ဂလိပ်အုပ်ချုပ်တဲ့ကိုလိုနီ73 state ပဲရှိတယ်နော်73ပြည်နယ်တော့ကျွန်တော်တို့ကဒေါက်တာကျော်နိုင်ကျွန်တော်ဆက်သွယ်လာတယ်သူဖုန်းခေါ်တယ်ကျွန်တော်အောက်မှာရေခဲတွေသွားကျုံးနေတော့မသိလားပြန်လာကြော်သူခေါ်တယ်မရဘူးနောက်ပြီးတော့ကျွန်တော်သေချာမကြည့်မိတော့ကြည့်တော့သူရုပ်ပုံနဲ့သူ့အမျိုးသမီးစုစုမဲ့ဆိုဖက်ထားပုံကျွန်တော်လည်းမျက်လုံးမကောင်းတော့မှန်ပါပါကျွန်တော်ကြည့်ရတယ်ကျွန်တော်ဘယ်လိုပါလဲဒါနဲ့ကျွန်တော်ပြန်ခေါ်ကြည့်တယ်နောက်သူကလည်းကျွန်တော်ကိုလည်းတော့ကြည့်တယ်သူ့အနေနဲ့ခေါ်လို့မရတော့ဘူးလို့သူတို့ကြည့်နေကြပါလားသူတို့သိပါတယ်နော်သူတို့နောက်ကြတော့အချင်းချင်းစုပြီးတော့ဖွဲ့လုပ်ပါနော်နောက်ပြီးတော့ကျွန်တော်ပြောချင်တာအချိန်ကစိတ်မရတော့ဗျာကျွန်တော်ကဒီမှာဥအောင်ယူဆိုင်ပါဥကိုအောင်ယူဆိုင်ပါတဲ့ကျွန်တော်လည်းအသက်60ကျော်ပါပြီကျမ်းမာရေးယူဆိုင်နေပါတယ်တဲ့ဖတ်တီကူဘယ်နိုင်ငံနေကျွန်တော်ပြောပြီးနော်ဒီတော့ဟိုနေတောင်းဆိုထားတဲ့လူကြီးများခင်ဗျားတို့ဖွက်ပါနော်ဖွက်ပြီးရင်ခင်ဗျားတို့ဒီကျွန်တော်တို့အရက်ဒီ NUG ကိုတယောက်မှမထည့်တော့ဖျက်သိမ်းလိုက်တော့နော်ခင်ဗျားတို့ပြန်ချုပ်ကန်တော့တော်လာရေးရဲ့ဒီဥစ္စာတွေ NUG ကတော့သူတို့ကဒီကျွန်တော်ခင်ဗျားကိုဟုတ်ပထမဗီဒီယိုမှာပြောပြီးဒီနေပြည်တော်ကစီမံရုံးမှာသူတို့နဲ့လက်မဲကြီးတွေလုံငန်းစမန်ကိန်းတွေချထားပြီနော်ဒါလုံငန်းသူတို့လုံရန်အတွက်ဟိုကပေးလိုက်ပြီး process တွေပေါ့နော်တစ်ဆင့်မြစ်ပဲလို့လုံသွားမယ်အခုကသူတို့ညစ်ပတ်တယ်ညစ်ပတ်လာပြီဟိုကလည်းသူတို့အတွက်လမ်းဖွင့်ပေးဖို့ကလိုအပ်လာပြီဒါကြောင့်မလို့မရင်းကျင်မှုတွေအမျိုးရှောက်လို့ဘာတွေရှောက်လို့သူတို့နာမည်ပြောင်းလို့တော့တတ်တာတဲ့စိတ်ဓာတ်ကြလူတွေဝိုင်းဝန်းစိတ်ဓာတ်ကြရင်လက်နဲ့ချဘူးတွေနောက်ဆုံးကုံသွားပြီလက်နဲ့ချလို့ကုံသွားပြီဆိုသူတို့တွေကကိုကဖိတ်ခေါ်တဲ့စာလာတော့မဲသတ္တမပြင်သတ္တမမြောက်တန်ခါရနာတင်ဝဲဆိုတာနဲ့လူငင်းချာလာခွင်းနဲ့ဘာလေးပြန်ခေါ်မြောက်လိုက်မှတက်မယ်ပြန်ခေါ်မယ်အကုန်လုံးပြန်ဝင်သွားမယ်ဒါတော့ခင်ဗျားတို့သိထားပါတော့အခုလုံနေပြီလေဟိုလူကပြည်သူစစ်တွေလည်းနဲ့လာချဖို့မချနဲ့တိုက်မယ်ဆိုတာတော့အများကြီးလုံနေပြီအဲ့တော့ဒီလူတွေနီးစပ်လို့လည်းပြည်သူတွေလောက်ပါဆေးခတ်တာပါဂျပန်ခက်ကလို့ပြည်သူတွေဂျပန်ဖိတ်ခေါ်ထမင်းကျွေးတလားတွေလူယူအဲ့လိုလောက်ကြရလို့နော်အဲ့တော့လို့ပြောပြတာပါနော်ဟိုကတော့ဘယ်မျိုးဒီမှာကကိုလေးတဲ့စစ်မှန်တဲ့တော်လန်ကြီးခေါင်းဆောင်တွေကိုတဲ့ပြောပြပါတဲ့ဘုံကားလိုမျိုးပြည်သူရှစ်ခင်တဲ့ခေါင်းဆောင်တွေကိုပြန်ပြောပြပါတဲ့နော်အာလာယူတွေပါပဲတဲ့အဲ့ဒီသူကလက်ဝဲရင်းနေလားလက်ရရင်းတော့ပြောနောက်ဒီမှာဒေါ်ဝင်းအေးတဲ့နော်ကျမတို့မြန်မာနိုင်ငံကိုတဲ့အမှန်တကယ်ကဲပြီးမဲ့အဖွဲ့အစည်းဘယ်အဖွဲ့မဆိုလူလားပါတယ်တဲ့ကဲပြီးကြပါအမှန်တကယ်တွေပျောက်နေပါတယ်အမှန်တရားတွေပျောက်နေပါတယ်ကြားကြောက်လို့ရှင်ကြီးကြားထက်ဆိုးအဖြစ်တွေနဲ့ပြည်သူတွေမှာဘယ်သူကိုအဖေခေါ်ရမှမသိအာကိုရမဲ့ဖြစ်နေကြပါတယ်ဘိုးကတွေဖြစ်နေရပါတယ်တဲ့ကဲသနာစရာကောင်းတဲ့ပြည်သူတွေကျတို့မြန်မာလို့တော့နော်လေးလာမင်းဆရာကြီးအမှန်တရားတွေကိုပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်လေးစားပါတယ်ဂုဏ်ယူပါတယ်နော်တဲ့โอเคတယ်နော်တဲ့ကျေးဇူးပါပဲခင်တဲ့မင်းတို့ရောက်ကြတယ်ခင်တဲ့မြန်မာဒေါ်လာကြီးခေါင်းဆောင်တွေနဲ့စကားပြော
တိုက်ဖို့အကြံပေးလဲစိတ်ထီရောက်မှုရှိမှာမဟုတ်ဘူးတဲ့အခုမြန်မာဘက်ကအင်အားစုထဲမှာတဲ့အင်အားကြီးဆုံးက NUG ဖြစ်နေတယ်တဲ့ NUG ကလည်းဒလန်အဖွဲ့အစည်းဖြစ်နေတယ်တဲ့သူတို့သိနေပြီတွေ့လားသူကတော်လာလို့အယောင်ပြအမှန်တကယ်ကားလေတော်လန်ရေးကိုအတွင်းစီဖြက်စီးနေတာအတွင်းဖြက်စီးနေတာ NG ကိုပြုပြင်ဖို့ဘယ်လိုပဲပြောတယ်ပြုပြင်မှာမဟုတ်ဘူးတဲ့သူ့အလုတ်ကတော်လန်ရေးကိုဖြက်စီးဖို့မြန်မာတော်လန်ရေးသမားတွေက NG ကိုမလာနိုင်ဘူးဖြစ်နေတယ်ဒါအတွင်းနဲ့နော်တိုင်းသားတွေကပဲ NG ကိုလာနိုင်မှာတဲ့အခုစစ်အစိုးရကအညာမှာအရင်လိုပြည်သူတွေကိုမနှိပ်ဆက်တော့ဘူးတဲ့တွေ့လားသူကလုတ်ပေးတယ်လေအကုန်လုံးလက်နဲ့ချောင်းသူကတစ်ဖက်တွေ့ရတယ်ကိုယ်ဝင်ပတ်ပြောမျိုးလို့မဒိမှုတွေခိုးမှုစောင်းမှုဖြတ်မှုတနေ့ကတော့ဟောလေအဲ့မှာဟိုကောင်မလေးကြောက်အေးရမပင်နေလားသူ့မရင်းချင်းစတယ်လေသူ့မရင်းချင်းတယ်လေထောင်လဲချတယ်အမှုမရှိဘူးသူကထွက်လူခံမီလို့သူ့ယောက်ျားလေးအတွက်ပါဆိုတော့ရဲဘော်တယောက်တင်ပြထားတယ်အဲ့ဒါကိုလှုပ်လိုက်ကြားတယ်ပြည်သူကမုန်းလိုက်အကုန်လုံးကလက်နဲ့ချသွားမယ်မင်းအောင်လည်းပြောသွားသွားတစ်ဖက်ကနေတွန်းအားပေးတယ်ညစ်အားတွေရအောင်ဆိုတော့မင်းအောင်လည်းအဲ့မှာပြန်လျှော့တော့ချိုးသားလည်းပြန်ခေါ်ပြီးလေဒါခင်ဗျားတို့စီးသွားတော့ဟိုဘာလဲချင်းလေးမင်းဥပ္ပဆောင်လာပေါ့နော်ငါစားငါမစားပါဘာလာပါတနေ့ကျကင်မလိုက်ပါဘူးဒါနော်အဲ့မှာ NG ကိုလာနိုင်မှာအခုစစ်ဆိုးရကညာတာစစ်ဆိုးရကအညာမအရင်လိုပြည်သူတွေကိုမနှိမ့်ဆက်တော့ဘူးတဲ့မနှိမ့်ဆက်တော့ဘူးအချိုစပြီးစီယုံနေတယ်ဒီလိုစီယုံတဲ့နီးကိုတိုင်းပြည်လုံးမှာသုံးမယ်နောက် NG လို့မြန်မာတွေနေတဲ့တိုင်းခုနှစ်တိုင်းကစစ်တပ်ကပြန်သိမ်းအုပ်ချုပ်နိုင်တယ်စစ်အစိုးရရဲ့အစိုးရစစ်ကတိုင်းပြည်ကိုတိုးတက်အောင်လုပ်ပြီးစစ်အစိုးရကနောင်ငါနဲ့လောက်ဆက်ရှိမယ်ဆိုရင်တဲ့စစ်အစိုးရကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုအပီးတိုင်ချေမုံလိုက်မယ်ဒါဆိုရင်တိုင်းရင်းသားတွေမျောလက်နေတဲ့ဖဲဘယ်တော့မှဖြစ်လာတော့မှာမဟုတ်တော့ဘူးတဲ့ဒါကြောင့်ခုတိုင်းရင်းသားတွေကမြန်မာတွေကိုဥမဲ့မြန်မာတော်လှန်ရေးအဖွဲ့တွေကြားကပဋိပက္ခတွေကိုဘယ်လိုဝင်ထိန်ပေးရမယ်ဆိုတာလုပ်ဖို့လိုတယ်တဲ့မဟုတ်ရင်တိုင်းရင်းသားတွေလည်းအထိနာမှာပဲတဲ့အဲ့ကောင်းတယ်သူတင်ပြတာဟုတ်တယ်ဒီတော့ဗိုလ်ချုပ်ဂွမ်မော်လို့ထွန်းမြနိုင်လို့ဟိုချင်းဘက်ကလေးတော်နာမယ်မသိတာတွေပေါ့နော်နောက်ပြီးတော့မာဝီတို့အုပ်စုတွေနောက်ပြီးတော့ဒီ KNU ကအုပ်စုတွေမွန်အုပ်စုတွေတော့ဘလူကွယ်ထူးတို့ပေါ့ဒီအားဆိုရင်ဒီလိုတော့ဝိုင်းလို့ကြဖို့တော့ကောင်းကြီးလို့ဦးမင်းတဲ့ဖတ်ကြီးတဲ့ဆဲဖို့တော့ကျေးဇူးတင်တယ်မင်းဟိုစုစဒီဟာဖောကစုစီပိုင်ကြီးဂုံနီပိုင်ကြီးမင်းလာမသိဘူးမကြီးတဲ့နော်အမှန်တရားကိုဖော်ထုတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အန်ကယ်တဲ့ကျေးဇူးတင်တယ်မကြီးနော်အဲ့မှာဒါတော့ဟို KSN တဲ့တော့နော်ဒါဟိုagent တခုပဲတချို့အမှန်တရားတွေကိုနိုင်ငံချစ်တဲ့ခေါင်းဆောင်တွေကသေရွာထိယူသွားကြပါတယ်တဲ့မလိုလားအပ်ဒါတွေမဖြစ်လာစေဘူးလားပါတဲ့စစ်တောင်းမြစ်မှာကရင်ပြည်နယ်ထဲမပြန်နိုင်ပဲပိတ်မိနေတဲ့ကရင်တပ်တွေကိုလွတ်ပေးလိုက်တာရဲဘော်ဖြူပါတဲ့ဒါကြောင့်ဒီနေ့ထိကရင်တပ်တွေရှိနေနိုင်တာပါတဲ့ဘယ်လိုသဘောတူညီချက်နဲ့ဖြတ်ခွင့်ပေးတာလဲဂျပန်ခေတ်
ကရဲဘော်ရဲဘက်စိတ်ကြောင့်လဲပါနိုင်ပါတယ်ဖာတီရဲ့ကလေးတွေကိုတဲ့စစ်ကစားတခြားရွေးချယ်စရာလမ်းတွေပဲပြောပြချင်ပါတယ်တဲ့အခွင့်အရေးအလန်းတွေရှိပါလေနဲ့လမ်းမမားစီချင်ပါဘူးတဲ့ဟုတ်တယ်အဲ့ကကူးတာကဘယ်တော့မှခင်တတ်မှပြက်နိုင်တော့သူပြောတာတော့မှန်ပါလေကျင်တတ်တာရှိမှရှိနေပြီးသားပဲညာရတမခုနမနော်ဒီရှိဖပုံတောင်းလန်းနေတာနဲ့ဟုတ်ထိုင်းနေတာနော်အဲ့ဖြတ်လာတဲ့ကရင်တွေကတစ်ချိန်ကကြော်လို့တခင်လမ်းလုံးတော့ရှိခဲ့တယ်မဘာဆန်တော့လည်းဘူးတွဲလို့တော့အဲ့မှာကြော်လို့မလာညတာဆို55လမ်းဆိုပေါ့နော်အဲ့မှာဘူးတွဲမဟာမိတ်ဖြစ်နေမဟာမိတ်တပ်ပေါင်းစုနဲ့အောင်ဝဲခံမယ်ဆိုတာအလာနီအလံပြူဖြူစောတီအကုန်ပါပါလေအဲ့မှာဥထမန်ဘာဆာကသူကဥထဘူးရိုးမှာပါအဲ့ဒီမဟာမိတ်ပါအတွင်းမှုကသခင်လန်းထုံးဒီတော့ကျော်တော့ဒီနောက်ဆုံးတော့တိုက်တာတော့ကျော်တော့အဲ့မှာအရှိယူမှကူကြတယ်ချို့အဲ့မှာဒေါ်မေရီအိုတို့ဘူကျုပ်တင်ဦးတို့နောက်ပြီးတော့ရခိုင်မဲဘဒုစောစောအောင်တတ်သားနေရကျွန်တော်ကူလာဟုတ်ပါတယ်စိုးဖွင့်ရဒီပဲနယ်ကုန်းဘက်ခါတော့ဒီကြောက်ကြွယ်ကူအဲ့ဟုတ်ပါတယ်ဒီဥစ္စာကဒါတယောက်တည်းမတိုက်ကြဘူးလေမမိတ်ကြီးနော်ဟိုကလာပြီးတော့ဂျပန်ခေတ်ကလည်းတူလက်တွဲတိုက်ရတာဂျပန်ခေတ်မှာကြင်ရအစိုးဆုံးတိုက်တာနော်ဂျပန်ဝင်လာကလည်းတိုက်တယ်ဒါလည်းနောက်မှပြောပြမယ်နောက်တင်မာတင်နာဗစ်တီတင်နာဖက်တီ1980ခုနှစ်နောက်ကလည်းအဲ့လိုစားလုံးနော်ဆက်ရှိစိတ်သားမှဆိုဖြင့်လို့ရှိစိတ်ချမ်းမှဆိုဖြင့်တရားပဲရတည်ရအမှန်တရားပဲရတည်ရအမှန်တရားစစ်နဲ့အရှိတရားတို့ကိုတိကျမှန်ကဆိုဖော်ထုတ်နိုင်ပါစေတဲ့နောက်မြတ်မွန်ရွှေတဲ့မြင့်မွန်ရွှေအဖိုးပြောတဲ့လူစုအများကဗီဇမကောင်းတဲ့လူတွေကြီးပဲတဲ့ဘယ်လိုဖြစ်ပါလဲတဲ့အဲ့တော့အများကဆုံးဖြတ်ပြီနော်ဒီမိုကရေစီပဲနောက်တော့ကပါလေလေငုံနော်လားဒီမှာအသေးရွယ်တော့သူကခူးလုံးရှိရဲ့အဲ့မှာပြော LALUNNAWLI သူအဲ့အီးမေးလ်အဲ့ဒါဥစ္စာပါစောင့်မြုံမယ်တဲ့သူအဲ့လိုပြောတယ်နော်နောက်ကလီစီဒါကရင်ဖြစ်မယ်တဲ့စငါဒူဝမ်နောင်ရေးတဲ့စမဒူဝမ်နောင်ရေးတဲ့လူကလေးဦးနုစာအုပ်အကြောင်းပြောပြပါလားတဲ့အဲ့အမတရားဒီမဖတ်ရဘူးဖတ်ရဘူးလေတင်ပြပေးပါဒါမှမဟုတ်ပြောပြပေးပါနော်ပြောပြပါလားတဲ့ဥကြောင့်ပြောတာနောက်ကြောကျွန်တော်လည်း80ကဒေါ်လာကြီးပဲတဲ့88ကဒေါ်လာကြီးမျိုးဆက်ပဲပေါ့သူပြော27မှာလက်နဲ့အများစုတိုက်တယ်တဲ့ရလာစိတ်မထူးဖြစ်နေတယ်တဲ့ယခု2006မှာ27လက်နဲ့လို့သူ27လက်နဲ့ရှေ့ကအတွေ့အကြုံတဘာဝတွေနဲ့ပေါင်းတိုက်ရင်ဘုံရန်သူကိုအနိုင်တိုက်နိုင်မယ်လို့ယုံကြည်တယ်တဲ့နောက်တင်အောင်သင်ဆိုအမျိုးသမီးနဲ့တူတယ်ဘူလကားအဖွဲ့ကိုဘာလို့လုတ်ကြံသုတ်တင်ဒါလည်းဆိုတဲ့အဖေအတန်လေးမရှိရှင်းလင်းသွားပြီးဖြစ်ပါကြောင်းတဲ့ပြည်သူစစ်များလို့သိစေအပ်ပါသည်တဲ့
နောက်ပြီးတော့ဇော်ဇော်တဲ့မင်္ဂလာပါဖဒီဦးထွန်းအောင်ကျော်ကသူပေးတယ်ဒါမှလုပ်လို့မရဘူးနဲ့နော်ဦးအောင်ကျော်က EAG နဲ့ RAS နော်နောက် EYEI ပေါ့နော်နဲတဲ့ YouTube မှာလွင့်တယ်တဲ့မူးသီးစုံကအမေရိကန်မှာနေတယ်တဲ့သူတို့ကြားပြီးသားပဲနော်ဒေါက်တာနိုင်အောင်ပြောလို့နောက်ကိုရင်တဲ့ကျင်းညီနောင်ထဲက KNU ကရောက်တဲ့လူတွေဖြစ်တာမြင်တယ်တဲ့မြင်တာနဲ့ဗမာလူကိုမုံဖို့လူမျိုးကြီးလုပ်တယ်တဲ့အဓိကဂတိမတိသစ္စာမရှိဘူးတဲ့မရှိဘူးလို့ပြောကြတယ်တဲ့KNUအဖွဲ့အစည်းကလူမျိုးဘာသာမခွဲခြားဘူးလားတဲ့ပြည်သူကိုစပ်ဖြတ်နေထုတ်ပြီးခွဲခြားတာ KNU အဖွဲ့အစည်းကတော့တဲ့အဓိကဂတိတိသစ္စာရှိရဲ့လားတဲ့စိတ်တစည်းထိုင်းဘက်ကလိုက် NCA ဘက်လာလိုက် KNU ကောင်းတော့တွေကမြန်မာနိုင်ငံသားကောစစ်သေးလို့လားယခုပြောနေတဲ့ပုံကိုကြီးကောအပါအဝင်ဒါနဲ့မြန်မာနိုင်ငံအရေးအကြောင်းပြောနေကြသေးတယ်နိုင်ငံကိုထက်ကောင်းတိုးပြောချင်တိုးတက်ကောင်းကြောစားရမှာလဲတိုးတက်ကောင်းစားဖို့ပြောပါတဲ့သွေးခွဲစကားတွေတော်လောက်ကြပါပြီတဲ့သူ့အသက်တွေကလူတက်ဆိုတာတူလေးပါတဲ့သံဃာအတွက်မပအောင်လုပ်ကြပါတဲ့သံဃာအတွက်ပအောင်လုပ်ကြပါ NUG သွားပြောနောက်တစ်ယောက်ကမှသူ့နာမည်ပါတယ်သူကြောအဲ့မှာသူကအဲ့တော့မှပြန်တော့ရ NUG ကိုသွားပြောပါလားတဲ့နော်သူကဒါရူလောစေကြပါလို့သူက DAROLOSANGAY အဲ့သူကပြော NUG သွားပြောပါလားတဲ့သူကပြောတယ်ဒါ email address ပေါ့လို့သူကနောက်တော့မင်းတဲ့တလုံးပဲယူတင်တယ်ဗာရေးတဲ့သူကတင်ပြလာကြည့်ဦးတင်ပါလေနော်ခုနပြောလာတဲ့ပုံကိုလေးဒါဒီဘိတ်ကိုဗျလွတ်လပ်စွာသဘောထားကိုယ်လည်းပန်ခွင့်ရှိတယ်တွေးခေါ်ပန်ခွင့်ပြောဆိုပိုင်လို့ရှိတယ်လူအများဆုံးဖတ်ချက်ပါလို့နော်မင်းကကျူးတင်ပါလေဗာရေးကျွန်တော်တို့လူငယ်တွေအတွက်မသိလိုက်တဲ့သမိုင်းကြောင်းတွေလည်းပြောပြလို့ကျွန်တော်တို့လူငယ်တွေအနာဂတ်အတွက်တတ်နိုင်တော့စကားလုံးတွေနဲ့ဆက်လက်စကားတွေနဲ့ဆက်လက်ပြောကြစီချင်ပါတယ်ဒီတဲ့လူငယ်တွေကစစ်မှန်လွတ်လပ်တန်းတူညီမြလူကြီးတွေကသူတို့အာဏာပါဝါအတွက်လူငယ်တွေချနှင်းနေကြတာဟာလူကြီးမပီသကြဘူးတဲ့လူကြီးဖြစ်ပြီးအတ္တတွေကြီးကြတယ်တဲ့အများနားထောင်ပါလေတော့အထက်မှာလူတွေရှိပါလေနော်မစ္စတာအောင်ဒိုလွင်အလုံးချာတိမပါမျက်မှန်ခါနော်အောင်ဒိုလွင်ဖာတီကျမသက်ရှင်ပါစေလို့ဆုတောင်းနေပါတယ်အင်ဂျီကိုအမြန်ဆုံးဝေဖန်ထောက်ပြပေးစီလိုပါတယ်ဗျာအိုးအိမ်ပြက်နေရမရှိတဲ့ပြည်သူတွေဘဝကိုကဲတင်ဖို့အချိန်မီတော့ပြုပြင်စေချင်ပါတယ်
ခင်ဗျာလေးစားစွာဖြင်းတယ်ကြားတယ်နော်တော်လာရုပ်အဲ့ဒီကလူတွေထက်စားထိုးလို့မရအဲ့တဲ့အိမ်ကပြက်ပြီးဆိုရင်ခုနဖာဒီနာဘူကြောင့်စားပြီးဖာနိုင်ငံဖြစ်သွားလိမ့်မယ်အကုန်လုံးရှင်းထုတ်လိုက်အစ်တူနဲ့ပြန်စုဆောင်ဒီကပါအမန်တရားနဲ့တရားမျှတမှုဒါဘာလို့လဲလာမင်းနော်သူကအမန်တရားနဲ့တရားမျှတမှုတွေ BNR ရဲဘော်တွေနဲ့မတရားခံနေရတဲ့ပြည်သူတွေသူကအမန်တရားနဲ့တရားမျှတတဲ့ MBR ပေါ့နော်ဘာလဲ BNR ပေါ့ BNR ရဲဘော်တွေနဲ့မတရားခံနေရတဲ့ပြည်သူတွေပေါ့နော်အတွင်းဖတ်ထီးနဲ့အသိဉာဏ်ပညာလူတွေအတွင်းဖတ်ထီးနဲ့အသိဉာဏ်ပညာကျဲတဲ့အဖွဲ့အစည်းတစ်ခုကိုအမြန်ဆုံးကူညီဆောင်ရွက်ပေးပါဗျာဦးအောင်ထူးကြားတယ်ဟုတ်နော်ကြားလာခင်ဗျားတို့ BNR အဖွဲ့တွေကလည်းခုနလိုပေါ့အဲ့ဒီအဖွဲ့တွေနဲ့ပြည်သူတရားလုံးအဲ့ဒီလိုဦးမဲ့အိမ်မဲ့နဲ့အသက်အန္တရာယ်တွေကြားမှာရှင်းလာနေရတယ်ဆိုတာသူဟစ်တိုင်ကတော့အော်တက်ပြီရောကျွန်တော်ဒါတွေအများအားဖတ်ပေးမယ်ဟစ်တိုင်အစီအစဉ်တစ်ခုကအမှန်တရားကိုသိခဲ့လူတွေပေါ်ပြပေးကြပါတဲ့တောင်းဆိုတွေ့လာတော့ Jack လို့ခေါ်တယ်ဒီတရားတော့ဒီမိုဒီအဖိုးလိုဂွာမောဒူလည်းအသိဉာဏ်ရှိကြသမှာတဲ့နိုင်ငံခြားကြောင်းတက်လာတဲ့လူတယောက်အနေနဲ့ဉာဏ်ရှိပါ AUG ရဲ့ဒေါ်လာအလူငွေတွေဟာပြည်သူချွေးတွေနဲ့ရှာဖွေပြီးလူတန်းခဲ့တာတွေဘာခဘူကြီးဘူဂျုတ်ဝါမောလက်မခံမိပါစေနဲ့ထောက်ခံအားပေးနေပါတယ်ဆိုတာလဲမဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်တဲ့အဲ့ဒါတော့ဘူဂျုတ်ဝါမောကြားမှာပါသူမကြိုက်လေလူကြစုပြောပြမှာတော်လိုင်းသမားဆိုအမြဲတမ်းသတင်းလွှင့်နေရကောင်းဆောင်နေအမြဲတမ်းတော့နားနှစ်ဖက်လုံးဖွင့်တာအကုန်လုံးပြသူသိမှာပါနောက်တော့ခိုင်လို့ပဲကြော်တင်တယ်ခိုင်ဆွေးလာပါလေကြည်ဝင်းတော့အဲ့လိုထွက်ရမယ်ဆိုတော့ KY ကြည်ဝင်းတစ်ဆက်တော့ခိုင်ဆွေပဲမနော်ခိုင် SAWIN ကြည်ရွှင်လို့မရပါဘူးစောမနေပါလေကြည်တယ်မှာကြည်ရွှင်နော်ခင်ဝေးတဲ့ဖတ်ကြည့်လို့တင်ရတင်ပါလေတဲ့နော်အေးခတ်နော်ဖြူအေးခန့်ဖြူမျက်လုံးမျက်ရည်တွေထွက်ကြတယ်ဘာမှဆောင်းလုံးတွေတော့အေးခန့်ဖြူကတော့ကျေးဇူးပါတဲ့နော်ယူရတဲ့ဝါရာလို့လည်းထွက်လို့ရနော်ဝါပြီးတော့ယူနဲ့ဝါရဲ့အေးအသေးသေးယူလို့လည်းဖတ်လို့ရကျုပ်ကြည့်တာကတော့ရဲဘော်သုံးကြီးကြောင့်တိုင်းပြည်၆တဲရောက်တာတဲ့ကလားပြည်ကမြန်မာထက်နောက်ကျပြီးလို့လာရပြီမဲ့အခုချိန်ဒီမိုကရေစီဘိုးအေကြီးအဖြစ်ရပ်တည်နေပြီတဲ့အဓိကတရားခံဟာရဲဘော်သုံးကြီးပါပဲနောက်မှဒီကိစ္စရှင်းပြမယ်ရဲဘော်သုံးကြီးလို့ပြောလို့လည်းမရဘူးနော်လူတွေကအုပ်စုတွေကွဲနေရမှာနော်ဘိုးကျော်ထားတော့ကိုနေတစ်ဖွဲ့နောက်ဘကုနာခေါ်ပြတဲ့ဒီဦးလူတို့ဘာလို့တစ်ဖွဲ့ဆိုရှယ်လစ်တစ်ဖွဲ့ဒီတော့
ဘိုးကျော်ထားတော့ကောင်းတော့လိုက်ပြီးလုပ်တယ်ကျင်းနေစပ်လိုက်တော့နေဘူးဒီပန်းတနောက9000နီးပါတယ်နောက်အဲ့ဒီဦးရင်ဘောဗာလေတို့ခေါ်တော့မိုးကြိုးလားဘုံမိုးကြိုးလားရမှာမလို့ဥဆောင်တမှာမြို့ချစ်မြက်ကမ်းပါမာတယ်ကျင်းမအယောက်40-50တရားဦးအသက်16နှစ်ရတယ်ဦးရင်20ကျော်လေးစစ်သုံးများပြသုံးပြီးချလာခရီးတဲ့ကုံပိုက်ကြီးထွက်လာတယ်အဲရွှေသားကုန်းမှာနော်ရွှေသားကုန်းကအဲတာညာသူ့တကုန်းလုံးရှိရွှေသားကုန်းလို့ပါအဲ့ပါနောက်ဆုံးတော့ဒီဟင်္ဒရာဘက်ကဂျပန်မျိုးတော့အဲ့လူကြနေသူကအင်္ဂလိပ်ကသူများရထားတနာဆူရတာတနာဆူတော့အတင်းဝင်တိုက်ပြောမှပြန်ကဲခဲ့တယ်ကဲပြောအဲ့မိန်းလေးလူမေးရတယ်မင်းတို့ဒီကလေးကိုလူချင်လားမလူချင်လားအဲ့ရွှေသားကုန်းမှာပဲနော်ဒီတွင်ရှိတယ်သိရပင်တွင်ရှိတယ်ခြေလုံးချောင်းကဖြတ်ပြီးစပ်ပြီးဒီတွင်ပြစ်ချတယ်ဒါရသူများပြောအောင်ဆန်းကြီးပဲပြောတယ်အောင်ဆန်းအဲ့ချိန်မှာစီယိုနဲ့ဒါဘလူဟိုပြောပြရပြီဟိုကျွန်တော်ခေညကဘလူလဲသူပြောပြကြတာကိုကြောကခင်းတူလဲဒါတော့ဒီဥစ္စာအဲ့လိုရပြောလို့လည်းမရဘူးနော်ရေဘုံသုံးကြကြောက်လို့လည်းပြောလို့မရဘူးအကုန်ဘာဖြစ်လဲစောပေါကြီးပြောတယ်နာမည်တိကျပြောပါကဲရင်ဆိုတော့အကုန်သိန်းကျုံမပြောနဲ့ဝလုံးရှိနေမပြောနဲ့အဲ့လိုရှိတယ်နော်ဂျွန်းနဲ့နော်အဲ့မှာဇူလိုင်နော်တကယ်ကြည့်တင်မိတယ်တဲ့မြေပြင်ရဲဘော်တွေအတွက်အညာပြည်သူတွေအတွက်အနေနဲ့စိတ်ထိခိုက်ရပါတယ်တဲ့ NUG တကယ်အောက်တန်းကြတယ်တဲ့အများသိနေပါပြီမန်နော်ဟုတ်တယ်မန္တာလို့ဟုတ်တာပြောမဟုတ်မခံဆိုရင်လူရုပ်မှာတစုဝိုင်းလို့ကြံတာဟာသမိုင်းဆက်ပါတဲ့ဒါအမှန်တရားပဲဘူနဂါမိသားစုတဲ့စိတ်မကောင်းဘူးအားလုံးကစိတ်မကောင်းတာနောက်ပြီးတော့ယွန်းနဲ့အမှန်တွေပြောပြလို့ကြည်လူပါဦးတဲ့နောက်ပြီးတော့တရုတ်နောက်တယောက်ကသူကတရုတ်စာလည်းရေးတယ်ဗျကျော်လဲဘမတော်သူရေးတာတော့ကောင်းတယ်ဒါသူ့နာမည်တဲ့တရုတ်လို့နောက်မှကျော်ပြန်ဖတ်ပြမယ်ကျော်ရှာအောင်မဲ့တရုတ်ကဘယ်သူလဲဆိုတရုတ်စာလုံးနဲ့ရေးတော့ကျော်လည်းမဖတ်တော့လဲအမှန်တရားအတွက်ပြောပြပေးတာကျမ်းပါပါသေးဟုတ်ကဲ့ကျေးဇူးတင်ပါလေဦးတရုတ်မတရုတ်နော်အဲ့လိုနော်ဓမ္မစာရီလာပြန်ဓမ္မစာရီကတော့သူအကုန်လုံးကဆွေမျိုးမကင်းတွေလာအဖို့တဲ့ဒါပြောမှဆိုတော့ခရစ်ယာန်ကျမ်းစာရပါတော့မွတ်စလင်ကျမ်းစာနဲ့တူပါပဲကဘာဥစမှာလူသား2ယောက်ပဲရှိတယ်အာရဟနဲ့အင်းဝါပေါ့နော်ဒါနဲ့ပတ်သက်လာယုံကြည်တော့ဒါဆွေမျိုးအလုံးဖြစ်နိုင်တယ်နော်ဆွေမျိုးတွေပဲနောက်ပြီးတော့ကဘာလူသားတွေနဲ့ပြန်စဉ်းစားပြန်မယ်ဆိုရင်တစ်ချိန်ကလူသားသမိုင်းကိုတင်နိုင်ခဲ့တဲ့အချိန်မှာသူမှတ်တမ်းနဲ့ရေးသွားတာဒီအာဖရိကတောင်ပိုင်းဟုတ်အနောက်ဘက်ကနေစလာတာလူလေးအုပ်စုမျက်လုံးအောင်ရောက်တော့ခွဲတာအဝါရောင်အပြာရောင်နောက်ဘက်ကျော်လို့ပါလေဟိုကြောင်မျက်လုံးကြောင်တောင်နောက်အမဲအဲ့ဒါတွေကနေတဖြည်းဖြည်းပေါက်ဖွားပြီးတော့လာရောအင်္ဂလိပ်ခေါ်တာရှိတယ်နော်အဲ့ဒါလေ့လာပါနော်နောက်ပြီးတော့ပြောမှဆိုဟုတ်တယ်အခုမျက်မှောက်ခေတ်အရင်ကကြော်မပြောအခုခေတ်ပြောကျွန်တော်ကိုယ်လိုက်လည်းရွှေမျိုးတွေပုံမှန်လည်းအများကြီးတယ်တချင်ကြောဘာကြီးဟာအင်္ဂလိပ်ခေတ်ပေါ့နော်ဥမြကြော်လာမသိဘူးဘာဆေးရွှေစမစိတ်တာပါအဲ့မှာပိုင်ရှင်ဒီမှာသူကမရသေးလို့သူနေလာဒီလေကူလာမှာဟိုစာဘူးတော့အဲ့ဒီဖောင်ကြီးဝါတော့သွားမိသွေးခုတ်မိသွေးဖို့ရန်ကုန်သွားရောင်းလဲနေပဲအခက်လဲနေရောင်းနဲ့သူအဲ့မှာကြော်ညာတာခုလေအာအင်မောင်းဘာလဲမောင်းစာနဲ့အမျိုးသားလိုရှိတယ်တဲ့ဒါဆိုသူကသွားပြီးတော့လှုပ်ရှော့ဘယ်ဟုတ်မလဲဆေးတွေကိုထောင်းတာအဲ့ဒီကတန်စုံကြီးတွေနော်အဲ့လိုထောင်းတာတန်တယ်စက်တွေပါမကြည့်မော်တာမကြည့်တန်စုံကြီးနဲ့ထောင်းတာတန်တယ်အဲ့သူထောင်းတော့အဲ့ဒီသေသမီးကျော်တို့ခေါ်တော့မမကြီးပေါ့မကြီးနဲ့
မကြီးကသူ့အဖေရဲ့မန်နေဂျာပြန်လို့တယ်တော့ကျွန်တော်ရဲ့ဘာကြီးပေါ့ဖာတီကဘာကြီးကတခုလာမိမစီလို့စိတ်ပြသားလေးထွန်းကြည့်သွားတနစ်သားရွယ်နေဘန်ကောက်မှာရန်ကုန်သားပြလို့တော့မကြီးကကြည့်တော့သနာပြီးတော့သူတို့ကချစ်ကြိုက်ထွက်ပြေးတော့နော်ထွက်ပြေးပြီးတော့မှခိုးရလိုက်တော့မှသတင်းစာတော့ကြီးညာအမှုကြအဲ့လိုရှိခဲ့ဘူးလေဥသူသားတွေရှိရတယ်ဒီကျွန်တော်တို့ပြုံးစားဒိုင်ဦးနာကဟိုပြုံးဒိုင်ကျွန်တော်ခေါ်လာဘိုင်နာတောင်းလာညမှာဒီအနောက်ဘက်ကျွန်းတိတ်ပေကုန်တော့မှရှိရကြောက်ဝုန်းခွဲတယ်အနောက်ကြောက်တူမလည်းဒီဗမာအညာသားတယောက်သူကဟိုကျွန်တော်ဘယ်လိုကအရာကမို့ပေါ့ဒီတတ်မှဆုံးရဲ့အရာရှိတူဦးရဲ့ညီမပေါ့နဲ့အိမ်တော်ကြားတယ်အိမ်တော်သူမိမတော့မောက်ခုသွားတော့သွားရဲလေသွားရဲအဲ့မှာသူမိမတော့မှစိတ်ရတယ်ညဖြာမိတော့သူစားတော့ကရင်ဘုံကကပြတော့ကျွန်တော်ရဲ့တူမပေါ့နော်ကျွန်တော်ရဲ့တူမလည်းညားတယ်ပေါ်ဆွေးရမနေပါနဲ့နိုင်လားဟိုသားသမီးတွေထုံးတာသားမျိုးပြူလူဖြစ်ကုန်သူလည်းဖြစ်စင်ပြပါလေနောက်ပြီးတော့ဘယ်လိုပြောမလဲဘယ်လိုကွယ်ထွန်းနော်ဘယ်လိုကွယ်ထွန်းလဲဒါကြောင့်သီးတော့ပြောတော့ဘယ်လိုကွယ်ထွန်းလဲသူ့အမအတီးอ่ะစစ်စောအပြာမကြီးသူ့ရောက်ဖရဲကြုံကြီးဘုံမှာပဲနောက်ပြီးတော့ဒီ KNU မှာဆိုကြည့် KNU ကောင်းဆောင်တွေခါလို့ချာကဲရင်နေတာကျွန်တော်ပြောပြမယ်အခုလက်ရှိတရားသူကြီးရုပ်အမျိုးသမီးမော်ဘုံမြရဲ့တူဘူစီကြီးရလာဆ iam မချူရမော်မနော်နောက်ပြီးတော့ဟိုလေဒီအဲ့မှာတော့ဆ iam မတူးလူဆိုတော့သူ့အဖေကချင်းနော်တော့ပြပြတော့နောက်ပြီးတော့အဲ့မှာဒီဟိုရင်ကျွန်တော်ဒီကျောင်းသားတွေခေတ္တကျောင်းသားတွေနိုင်ငံသားထုတ်ဖို့ယူရင်တင်တဲ့ခါမှာကင်မလေးအများကြီးပါပါတယ်အရာရှိသမီးတွေပါချမ်းသာတဲ့လူတွေပါတယ်နော်တချို့တွေပြောနေရတော့တော့ပူရင်လည်းပူမယ်ကင်မလေးအများကြီးပါသွားတယ်ကျောင်းသားတွေပြီးပထွက်ကုန်တာပဲယူရဲလူချင်းယူတာခွေးလည်းမယူတာမဟုတ်ဘူးဘာမှလာလို့သာမရှိနဲ့နောက်ပြီးတော့အခုဘိုလ်ချုပ်တာမလားဘောဆိုတာနော်ဘိုလ်ချုပ်တာမလားဘောဆိုတာမွန်းနော်နောက်ခေဥထဖြစ်သွားတယ်ဒါကျော်တော့ဘယ်လိုပဲကျော်မသိရရတဲ့အများရှိမယ်ဒီလိုဆက်တာဒီဘောနော်နောက်ခေတော်လိုက်မယ်ဥဆိုးအောင်ဆိုတာသူ့မျိုးသားဆရာမလည်းတူတယ်ပေါ်ဆွေးရမှာဘုဒ္ဓဆိုးအောင်ကဟုတ်တော်လိုက်စားတယ်ပါလာခဲ့တာခေမှာတော့ကြခိုင်နော်နောက်ပြီးတော့ဟိုရင်ကျော်လို့ဒီခေယူဘိုးမှာဗမာတွေလည်းပါတယ်အရင်တော့ဆက်ကစားတော့သူတို့တွေကဘာလဲဆိုတော့အင်္ဂလိပ်ခေတ်ကဗမာတွေကစစ်မှုထမ်းလို့မရဘူးပလိတ်လို့မရဘူးဒီကအညာသားတွေကသူကကုန်စီတွေတက်စွန်းအောက်လာရောက်တော့ဒီမှာကင်းလာပွဲရုံပိုင်ရှင်ထားပြီးဖြန့်ကြောင်းတော့တငယ်ချင်းပြောဟဲ့တငယ်ငါသားတော့မင်းမူသားတောက်လို့ဆင်းထဲလို့အဲ့က KBN ကျောင်းတော့တက်တော့ဗော KBN ကျောင်းတော့ကင်းလို့ကောင်းပြောတတ်တယ်အဲ့ကင်းစစ်တပ်တော့ကိုရောက်တယ်KND လေးရောက်အမ်ဘလိလေးရောက်အမ်ဘလိရောက်ဗမာလေးကတွေ့လားသူကကင်းမလေးရောက်မူထိတ်မှသူကြိုက်တော့သူလိုက်တော့ကလည်းလိုက်သူပြောလဲပြောကြတယ်မုတ်ထိတ်မှလည်းဘယ်လိုပြောနော်အမ်ဘလိရတော့ငါအမ်ဘလိရအမှန်တော့သူငါဟိုးစားနေစားမလားလို့ပြောတာနော်အန်ဆိုစားလိုက်ဆိုတာအော်ဟာနော်အမ်ဘလိရတော့ဟာသူအမ်ဘလိအဲ့တော့အမ်ဘလိထင်ကြီးတာလာကောဟုတ်ကဲ့ပါခင်ဗျကျွန်တော်အမ်ဘလိပါဟုတ်ကဲ့အများကြီးပဲနော်ဒါကြောင့်မလို့အဲ့ဒီဥစ္စာကိုကျွန်တော်တို့ဒီမှာတတ်လိုက်တော့မယ်ရွှေမျိုးတော်တယ်ဆိုတာမှန်ပါတယ်95ရာခိုင်နှုန်းတော့အားလုံးတိုင်းသားတဲ့ရွှေမျိုးတွေပဲသူ့ငါယူငါတူယူနော်ဒါပဲရွှေမျိုးမဲ့ဘိုးဘွားတွေကပေးတဲ့မြေမင်းကဧက30မင်းကဧက30မင်းက10အတူတူပေးဒါကိုခွင့်ကောင်းပြီးတော့ငါခလေးတာများတယ်မင်းမြင်လာဖိတ်ယူမလားမလုပ်နဲ့အဲ့လိုမရဘူးရှိနဲ့ကန်းနဲ့လုပ်ရတယ်ငါခလေးရလည်းတော့ကြီးတာငါဒါငါမြေမင်းကလည်းမင်းမြေနောက်ညီကိုတိုင်မယ်ရွှေမျိုးတိုင်မြင်ပြီးတော့အကြီးကဲကြောက်ထားလို့ဒါဒီမိုကရေစီဒါပြည်နယ်ပေါင်းစုပြည်တော်စုဟာဟိုကလည်းငါဟာတိုင်ဟိုကလည်းငါတိုင်ဘကိုးတိုင်ရန်ကုန်တိုင်အေယာဝတီတိုင်မကွေးတိုင်စနင်းတိုင်တိုင်ဆိုဆောက်လို့နေတော့အဲ့ဒါကွန်ကြွက်ကောင်ပါပဲပြီးဆုံးတဲ့သမိုင်းကြီးရေးသွားမှာပဲနော်တယောက်မှလည်းကောင်းသွားမှာဒါကြောင့်ဗမာလူငယ်တွေအားလုံးတိုင်းသားလူငယ်ဒီအမြင်တွေရှိတာပါနော်နောက်ပြီးတော့ဒီမှာ
နင်းနင်းသားနဲ့နင်းနင်းသားနောက်ကိုလေးကျေးဇူးရတယ်ကိုလေးဒီမှာနောက်ကုလားဓမ္မစာရီကမေးထားတာမိကုံကျော်ပြန်ဖြေတော့နဲရှိသွားတယ်ဒီမှာဓမ္မစာရီအကုန်လုံးအဆွေမျိုးတွေလားတဲ့အဲ့လိုသူမေးတာကိုဆိုင်ဆိုတာတော့ကျွန်တော်လည်းမသိကိုဆိုင်တော့စောင့်မျှော်အားပေးပါမဲတဲ့ကျေးဇူးတော်လည်းကိုဆိုင်နောက်ဒန်ဆို638လေးစားပါလေများတင်ပေးပါကျွန်တော်သိချင်ပါတယ်တဲ့ပေကူယုမအောင်ဆိုးမိုးအကြောင်းသိချင်ရင်တဲ့ကျွန်တော်ငယ်ကြားဘူးတဲ့အောင်ဆိုးမိုးစစ်စံတော့ပြောထားတော့ပြည့်ဒါပေမဲ့တစ်ခုပဲရှိတယ်ရပြိန်းလူမျိုးတွေရဲ့ဒီစီဒီပေါ့ရုံးမင်လာတာပါသူတို့ဘယင်ပေါ့ရပြိန်းဆိုတာဗမာလို့ဒါမှမဟုတ်ဒီသစပိုက်စားပိုက်ယူသူမပြီးဘူးအဲ့မှာဥကျင်ခဲတော့တောင်မဆက်ပြီးပါအဲ့သူတို့တေရဖះကစီဒီပေါ့နော်ဒီပထိုးပေါ့အဲ့မှာအဲ့ဒီဒဘိမင်းကရဲရွယ်ချောင်းမှာသူနေခဲ့ပြီးတော့နောက်ဆက်စစ်ရှုံးတော့အကုန်လုံးသူမင်းပြူမင်းရွယ်တွေသူပညာသားတွေအောက်တောင်မဆက်တော့သွားနေတူတယ်ဟာအဲ့လူတွေနေရအစီဒီတဲဆူတဲသူ့ရဲ့အသုံးဆောင်ဒီပစ္စည်းတွေအားလုံးရွှေတွေငွေတွေအဲ့တော့ရွှေရင်းကားတွေသုံးတော့အဲ့ဒီဒီထက်ထားပနာပြုတယ်အဲ့ဒါကိုအဲ့ဒီနာဥဒိုလာချောင်းဝလာဒါမို့ထန်းတမင်လာနော်ဝန်ကြိုင်ကလာပြောလို့မရတော့တေးရောက်တော့စီလို့အဲ့လိုဘာပြောလို့ဖြစ်မှာအဲ့စစ်တာခါဖဲအဲ့ဒီဒီကိုရိုက်ချိုးပြီးအဲ့လိုဆိုတာကုန်ယူတော့အဲ့ဒီလူရုံမှာဒီ NLD ရဲ့နိုင်ကကြီးတူဦးဆက်သလိုက်တယ်လေဒါဆက်ပြီးတော့လာတဲ့အကုန်လုံးသိမှာပါအဲ့တော့ပဲပြောနိုင်တယ်ကြာနာတော့ဟိုပထမဆုံးဗီဒီယိုမှာပြောပြီးနော်နောက်တော့ကောင်းတဲ့အဲ့နဲ့စစ်နဲ့ဖြီနဲ့ကျူးတင်ပါလေကျူးတင်တယ်နောက်နင်းစမ်းနော်နင်းစမ်းကတော့ကျေးဇူးဖော်ထုတ်ကျေးဇူးပါလေနင်းကနောက်ကိုဦးလို့လည်းပြောရစီစုံညခွန် KO သူကအသေးရွေးရ KO ဦးလုံးပြီးတော့ CO ခုနဲ့7မလားနောက် KB KO အဖူးရေယုံကြည်အားကိုးပါတယ်တဲ့နောက်ပြီးတော့မိုးဦးသူကတော့ဗာလဲဆိုတော့အားပေးပါတယ်တဲ့ဗျာစစ်ကိုင်းနေရင်းမှာပဲပလဲနေကပြည်သူတွေအယံသနာဖို့ကောင်းနေတာပသုံးလုံးနဲ့အန်ယူကိုဖယ်နိုင်မှတော်လာရေးရှေ့ရောက်မယ်တဲ့နောက်ဒေါ်ရင်သေးဝင်းစနပြောင်းပြန်လဲပြီးလိုက်ဘောတဲ့တော့ပြန်ရေးပြီးတယ်မှာစနပြောင်းကိုပြောင်းပြန်လဲပြီးဘောတဲ့ကဲဒါတော့များပါတော့ကျွန်တော်ပြောတာတနိုင်နီးပါးတော့ရှိသွားတယ်ဒီတော့အားလုံးကြားတဲ့အတိုင်းပဲဒီဟစ်တန်ဒီလူဟစ်တာဒါအားလုံးကမကြည့်ရသေးဘူးဒီတော့ကျွန်တော်အမကပြောရတယ်ဘာလဲဆိုတော့ဒီ85ရာခိုင်နှုန်းကတော့အပြောင်းလဲမလို့ချင်းစစ်မှန်တဲ့လူကြီးတွေစေနာပါတော့နာ9နာပါတော့စေနာယူနာဝါဒနာနာ3နာနောက်ပြီးတော့အနစ်နာအဲ့ဒီလူကြီးတွေကိုသူမျောလင့်တောင်းလာနေပြီဒီတော့ကိုထွန်းအောင်ကျော်တို့နောက်ပြီးတော့ဒီရှေ့များကောင်ဆိုကိုအောင်ထူးတို့ဒေါက်တာနိုင်အောင်တို့နောက်ကြံတဲ့လူတွေအများကြီးရှိတယ်ဟိုစင်ကာပူကဒေါ်အိုင်ရန်တို့ US ကဒီနယူးယောက်ကမခင်မိုးတို့ကျန်တဲ့လူတွေရွက်ပုံးစီကောင်းတော့အများကြီးတယ်နော်အဲ့မှာဟိုဗါလဲအများကြီးတယ်ကျွန်တော်နာမည်မခေါ်နိုင်တာလေနောက်တုံးထဲမှာဆိုနိုင်အောင်လာပါစူစီတော့အများဆုံးအချိန်ယူလိုက်တော့ခင်ဗျားတို့ဒီတော်လာရေးနေရာကိုဥဆောင်မှုပိုင်းလူကြီးကိုပြန်ယူလိုက်တော့နော်ဒီတော့ဖွဲ့စည်းလိုက်ကြကျွန်တော်ကိုဆက်လို့ဖုန်းတော်မှာကြော်ဘယ်တော့မှဒုတိယဗီဒီယိုမှာကြော်တင်ထားတယ်ဒါ
ဒါမဲ့ကြော်ဖြတ်ချလိုက်ပြီခင်ဗျားတို့တကယ်လို့လုံမဲ့ဆိုကျွန်တော်ဆက်တယ်ခင်ဗျားတို့ဘယ်လိုလုပ်ရမလဲခင်ဗျားတို့ဒီအမေကအစိုးရနဲ့တကယ်ထိပ်ပန်းခင်ဗျားတို့ဘယ်လိုလဲကျွန်တော်လမ်းကြောင်းကြည့်တယ်ဒါခင်ဗျားတို့မပြောကြကျွန်တော် IRC နော်ကက်သလစ်ဘာသာဝင်เนี่ยကျွန်တော်တခါတော့မစ္စတာဘုတ်ချီကိုသတင်းဖောက်ပြီးလိုက်တာဘာပြကျွန်တော်တို့မှာအလံတစ်ချက်ရှိတယ်ကုလသမဂ္ဂမှာခါရီနယ်ဆိုတာမက်ခါရီနယ်ကျွန်တော်တွေ့တယ်ခါရီနယ်တွေကစောက်ကြနေတဲ့ Blazing တော့ပေးရသမရအင်ဖြူတော့မိသားစုတွေ Blazing တော့ပေးရတော့ရတယ်အဲ့အနေဝင်ပေါက်ရှိတယ်အခုခါရီနယ်နိုင်ငံကြီးအခုပို့ရမယ့်အခြားဝူရမို့အမေရိကန်ပဲမဲဝေါ်ခီဘက်ကနော်ဒါလို့ကျွန်တော်ခင်ဗျားတို့တတ်နိုင်လို့ကူညီသွားပြီးမယ်ဒီတော်လာရေး process တွေယူဆွဲတော့ကျွန်တော်ခင်ဗျားတို့သွားမှာအုပ်ချုပ်ရရပဲလို့ဆိုရင်အရဖက်နဲ့စစ်ဘက်ပူးတွဲအုပ်ချုပ်ရဒါတွေကကွန်ထူနာလေမနဘလောမလဲဆိုလဲဒီအမေရိကန်တကက်ထိတ်ကြီးပေါ့နော်ဥပဒေပညာရှင်လာဒီစာချုပ်လာရေးတယ်ဟိုလည်းမနဘလောစာချုပ်လည်းပြီးတော့တင်လာလည်းပြီးတယ်ဒီတော့အဲ့အမြန်ဆုံးလို့ခင်ဗျားတို့ဖွဲ့စည်းပြီးဒါထုတ်ကြညာလိုက်နော်နောက်ပြီးတော့ခင်ဗျားတို့အဖွဲ့စည်းရာမနဘလောစာချုပ်ဂတိကူကိုပြန်ကင်တော့တိုင်းသားတွေပြန်လက်ချိတ်တော့ဟိုလည်း DAB တို့အဖွဲ့စည်းတစ်ခုပြန်လောက်လိုက်တော့လောက်ဝိုင်းဆိုတော့နော်အဲ့အမြန်ဆုံးကြောအကြံပေးတာပါပြည်သူကအော်ကုန်နေပြီခင်ဗျားတို့တအားလို့လားနေပြီနော်တွေးမနေနဲ့ငေးမနေနဲ့ဆွေးမနေနဲ့နော်ပြောလဲပြောလို့လဲလို့ပေါ့နော်โอเคကြည့်ကြပါလေအားလုံးကောင်းတော့ညချမ်းလေးကိုပိုင်ဆိုင်ပြီးကောင်းအိပ်ပျော်ကြပါစေနောက်နိုင်ငံအရှိနိုင်ငံကကောင်းသောနေ့လေးရဲ့ကိုပိုင်ဆိုင်ပြီးတော့ဟိုရင်ဘွားတွေလွတ်မြောက်ပါစေလို့နော်ဘေးကလွတ်မြောက်ပါစေကြားမှာပါစေလို့ပဲဆန္ဒပြုပေးလိုက်ပါတယ်ကျွန်တော်ပြောတာတနိုင်နီးပါပဲနော်